ဆက်လက်၍ဥဇဘက်ကစ္စတန်နိုင်ငံတော်တခြင်းဖွင့်လှစ်မှာဖြစ်ပါတယ်ရှင်ပြုံးလေးစပေါ်ကိုကြည့်ရှုအားပေးနေကြတဲ့အားကစားဝါသနာရှင်ပြည်နယ်အားလုံးပဲမြင်ပါပါခင်ဗျာဒီနေ့ကျွန်တော်6ရက်နေ့မှာတော့ BYA Trinity Chicken 2026ပြန်ပွဲရဲ့ဒုတိယနေ့ပွဲစဉ်ကြီးထိုင်းလေဝေးစဉ်မျိုးသမီးတွေနဲ့ Uzbekistan မျိုးသမီးလေဝေးစဉ်တို့ရဲ့ပွဲစဉ်ကတော့မကြာခင်မှာရှင်းပြစားကြတော့မှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်တော့အစီအစဉ်တင်ဆက်သူတွေဖြစ်ကျွန်တော်စောင့်ရတဲ့သူကိုစင်ကိုနိုင်နဲ့မစိန်တော့တောင်းပြတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ကိုစင်ကိုနိုင်မင်္ဂလာပါမစိန်မင်္ဂလာပါခင်ဗျာနောက်ဆုံးရဲ့ဒီပွဲစဉ်ကတော့ပြန်ပွဲရဲ့ဒီကြောင်ပွဲစဉ်ပြီးတော့ဒီပွဲစဉ်ပြီးတော့ပြီးခဲ့တဲ့ချိန်မှာဒီနေ့ကမရှိမှတင်တဲ့ Uzbekistan မျိုးသမီးလေဝေးစဉ်တို့ရှင်းပြစားခဲ့ကြပြီးတော့ဆိုတော့ပွဲစဉ်မှာတော့ဒိုးဘုံရှိဆိုတဲ့ရလနဲ့ Uzbekistan မျိုးသမီးတွေကမာတီကိုနိုင်ရရှိတာဖြစ်ပါတယ်နေ့ထိုင်းလေဝေးစဉ်မျိုးသမီးတွေပေါ်လာတဲ့ကစားမအစီအကိုကြည့်ရမယ်ဆိုရင်တော့ကိုမနီယာမှာကျွန်တော်18တီချာနဲ့ဆော့ချုံးကပေါဝင်လာခဲ့ပြီးတော့အခြားသောကစားမတွေနေပြကတော့ကျွန်တော်4ပနစ်တာကျွန်တော်5ပီယာဖက်ကလင်ကလိုင်းကျွန်တော်6စူပါပွန်ကျွန်တော်8စွန်ဒီဆာဝက်ကျွန်တော်9ချီရာပွန်ကျွန်တော်10ဝီရွန်ရာကျွန်တော်17ချချဝမ်ကျွန်တော်14ဆောင်းဝလက်ပန်ငန်းနဲ့ကျွန်တော်19တင်းကောသောပစ္စမိုင်ဆိုဆိုင်နဲ့ကျွန်တော်21ပထရာနိုင်ဥပချိုင်းတို့ကတော့ဒီနေ့ထိုင်းမျိုးသမီးလေဝေးစဉ်တွေရဲ့ပေါ်တဲ့လူစင်မှာပေါဝင်လာခဲ့ပြီးတော့နီးပြအဖြစ်ကတော့ဒါဒီပေါ်စထရီတောင်ဝင်ရတော့တောင်ဝင်ပြီးတော့ဒီနေ့ထိုင်းမျိုးသမီးတင်းကိုတော့ကြိုက်တယ်မှာလည်းဖြစ်ပါတယ်ကွင်းလက်တိုင်းဒီဖြစ်ကတော့ဒီမှာလူမျိုးကွင်းလက်တိုင်းဒေါခင်ငင်းငင်းတောင်မီကန်ပြီးတော့မှဖြစ်ပြီးတော့ကူတိုင်းတစ်ပြေကမ္ဘောဒီးယားလူမျိုးကွင်းလက်တိုင်းဖာလီဟောကူတိုင်းနှစ်ဖြစ်ကတော့အင်ဒိုနီးရှားလူမျိုးကွင်းလက်တိုင်းပူထရီဝီနာစတောဒါတိုင်းဖြစ်ကတော့ကမ္ဘောဒီးယားလူမျိုးကွင်းလက်တိုင်းပစ်ပလောင်တို့ကတော့တောင်ဝင်ပြီးတော့ကြိုက်တယ်ပေးကြမှာလည်းဖြစ်ပါတယ်ဒီဥဘကစ္စတန်မျိုးသမီးလေစစ်အသင်းရဲ့ပွဲထွက်ကစားသမား17ယောက်ရှင်းမှာတော့ဂူသမားနေရာမှာကျွန်တော်1မပ်ချူနာပွဲထွက်လာခဲ့ပြီးတော့အခြားသောကစားသမားတွေအနေနဲ့ကျွန်တော်19ကာရာချီအသင်းကောင်းဆောင်ကျွန်တော်3ဆိုလီယာကျွန်တော်6အာဆာဒိုဘာကျွန်တော်9နီလူဖာကျွန်တော်8အေဗီနာကျွန်တော်10ဒီယိုရာခွန်ကျွန်တော်17မပ်ချူနာရှိုရီမိုဘာကျွန်တော်16ဇာရီနာကျွန်တော်20မယ်ရီဘိုနဲ့ကျွန်တော်22စီဗင်ကူကိုရိုဘာရိုကပွဲထွက်လာခဲ့ရပဲဖြစ်ပါတယ်ဒီဥဘကစ္စတန်တီးရဲ့နီးပြချုပ်အနေနဲ့ကတော့ကိုထရီနာကူဘိုက်တီကတောင်းယူကင်တွေသွားမှာပဲဖြစ်ပါတယ်ဘုရားနိုင်ဒီနေ့ပွဲရတော့ထိုင်းနေနဲ့ဒီအထရနီချီကပြန်ပေါ်မှာပထမဆုံးအနေနဲ့ကစားတဲ့ပွဲစဉ်ဒီဥဇဘက်ကစ္စတန်တင်းကတော့ဒီပွဲမှာထပ်ပြီးနိုင်ခဲ့မယ်ဆိုတော့ဒီပြန်ပွဲရဲ့ချန်ပီယံကတော့အပွဲခံနိုင်ဖို့ရှိရတယ်ဖြစ်ပါတယ်။ဟုတ်ပါတယ်ကိုဆက်ဝရရေးပြန်ပွဲပထမဆုံးပွဲစဉ်မှာလည်းအင်ရှင်ဒီမာတီကိုနိုင်ပြီးတော့ဥဇဘက်ကစ္စတန်တင်းအဖွင့်လာခဲ့လည်းဖြစ်ပါတယ်။ထိုင်းနဲ့ဥဇဘက်ကစ္စတန်ကတော့တကယ်ပြည့်စုံခဲ့တာတော့2025ခုနှစ်မှာကျင်းပခဲ့တဲ့ပြည်လိကမှာတပြီးဆိုပါပြန်မှာတော့ဟိုဘက်တုံးလေးတုံးချင်းရှိခဲ့လည်းဖြစ်ပါတယ်။ထိုင်းရဲ့စာဝေးပွဲနဲ့တူဒီနေ့ပွဲစဉ်တော့စတင်ကစားပြီးလည်းဖြစ်ပါတယ်။ပြန်ရလာတယ်ရှုပ်ပေးရတယ်ညာကြမှာပဲအေးရတော့ပို့လာပြီပွဲစားလို့1မိနစ်မကြာခင်မှာပဲဥဘကစ္စတန်မျိုးသမီးတင်းထောင်းငမောကန်ဝင်းရမှာဖြစ်ပါတယ်မာတီနဲ့ပွဲစဉ်တော့လည်းထောင်းငမောအသုံးချပြီးတော့တင်းရဲ့တလုံးထဲသောအနိုင်ကိုရရှိခဲ့တဲ့ဥဘကစ္စတန်တင်းနေပွဲစဉ်မှာလည်းဝယ်စားလို့1မိနစ်မပြည့်ခင်မှာပဲဒီပြိုင်ပွဲရဲ့ပထမဆုံးတောင်းငံမောကိုတော့အကန်ခွင့်ရရှိထားတာလည်းဖြစ်ပါတယ်ကာရာချီအေယာတို့ကန်တင်ပေးရပြီထိုင်းတင်အကောင်းထားခဲ့ရပဲဖြစ်ပါတယ်ဗဂစ်စန်တင်မယ်နောက်ချိန်မှတင်ပေးရတယ်ဂျူရာခွန်လိုက်ဖို့ကြိုးစားခဲ့မယ်ဘလုံးကပြပို့တွေကတော့အတော်လေးများနေကြရဖြစ်ပါတယ်ထိုင်းတင်မယ်ရှုပ်ပေးရပြီပင်ရဖက်ရှုပ်တိုက်ကန်ပို့ပေးရတယ်
ထိုင်းသည်မဲလူချိုပဲအရာတွေဝင်လာပြီးလက်ကန်တယ်ထိုင်းမျိုးသမီးတင်ဦးဆောင်ကိုရရှိသွားပြီပဲဖြစ်ပါတယ်ပွဲစားလို့2မိနစ်မပြည့်ခင်မှာပဲထိုင်းမျိုးသမီးလေရင်အသင်းကတော့ဥဘကစ္စတန်အသင်းကိုစတင်ဦးဆောင်လိုက်ပြီပဲဖြစ်ပါတယ်ခန်းစစ်ကနေတိုက်စစ်ကိုဓာတ်ရိုက်ကူးပြောင်းခဲ့တာဖြစ်ပြီးဂျီရာပုံကရရတဲ့အခွင့်အရေးကိုလုံးဝအမှားယွင်းမခံပဲတင်းကျင်ဆုံးပုံစံနဲ့အဆုံးသတ်ပြီးဒီနေ့ပွဲစဉ်ရအခွင့်ကိုတော့ပွဲစဉ်2မိနစ်အရောက်မှာပဲထိုင်းအသင်းသိယူနိုင်ခဲ့ရလေဖြစ်ပါတယ်မြန်မာအသင်းရဲ့ပွဲစဉ်မှာမိနစ်90လောက်တင်ကိုတကုံးမှမပေးအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ဥဇဘက်ကစ္စတန်အသင်းကတော့ဒီနေ့ထိုင်းအသင်းနဲ့အတွေ့မှာပွဲစဉ်2မိနစ်မှာတင်ထိုင်းအသင်းကတော့ဥဆောင်ကိုခွင့်ပြုခဲ့ရပြီလေဖြစ်ပါတယ်ထိုင်းမျိုးသမီးလေရင်အသင်းရဲ့နီးပြချုပ်နာတီပေါင်စထရီတောင်းရင်ဖြစ်ပါတယ်ထိုင်းမျိုးသားဘောလုံးအသင်းရဲ့လေရင်တိုက်စစ်မှုအောင်တူဖြစ်ပြီးတော့ဇာသမားဘဝမှာအောင်မြင်မှုတွေရရှိထားသလိုထိုင်းမျိုးသမီးလေရင်အသင်းကိုတော့2019ခုနှစ်ပြင်သစ်အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲတုန်းက2000နီးပြဖြစ်တာဝန်ခဲ့ပြီးတော့2026 AP လပိုင်းတုန်းကကျင်းပခဲ့တဲ့ FIFA Women's Series ပြိုင်ပွဲကစတင်ပြီးတော့နီးပြချုပ်ဖြစ်အသင်းကိုတရားဝင်စတင်ကင်တွယ်ခဲ့တာဖြစ်ပါတယ်သူရဲ့ပြချုပ်ဖြစ်စတင်ကင်တွယ်တဲ့အသင်းမှာအသင်းကိုချန်ပီယံဆုရရှိအောင်ဆွမ်းဆောင်ပြီးတော့ဒီနေ့ပွဲစဉ်မှာလည်းပွဲစားလို့2မိနစ်မပြည့်ခင်မှာပဲပါကစ္စတန်အမျိုးသမီးအသင်းကိုတော့စတင်ဦးဆောင်ထားရပဲဖြစ်ပါတယ်ဆရီနာဝယ်ပုံကျန်းနေကြတာကြောင့်ထိုင်းအသင်းပြတ်တော့ကန်ခွင့်ရမှာလည်းဖြစ်ပါတယ်ပြတ်တော့လှည့်လည်မြန်စတင်ခဲ့မယ်ပြန်ပြန်သင်းစရာရောက်ခဲ့ရလည်းဖြစ်ပါတယ်ဥစပတ်တင်မယ်ကွန်လေကိုထည့်ပေးရတယ်ကွင်လောကနေပေးရတယ်ထိုင်းတင်ရခန်းစစ်ကပရာဖက်ကလင်ကလိုင်းဦးရလည်းဖြစ်ပါတယ်ထိုင်းတင်မယ်လာတော့ပါကြော်ဖြတ်လာတယ်ခင်ဗျာချိုထိုးဝေးလာပြီးထိုင်းတင်မယ်လိုင်လန်စေဘိုကျိုးသားခဲ့မယ်ပတာရနန်ပေးဖို့စင်နေအားမနေကြတဲ့အတွက်ဥဇဘက်ကစ္စတန်တင်ရဲ့ဂိုးသမားမက်ဖတူနာပြန်လည်ဖမ်းနိုင်ရလည်းဖြစ်ပါတယ်အသင်းကောင်းသားကာရာချီဘယ်တော့မှစစ်တပ်စစ်စင်မကြိုးစားနိုင်လည်းဖြစ်ပါတယ်ကာရာချီပဲရထားသေးတယ်ကာရာချီပဲအေရီယာနဲ့ပေးဖို့မှာတော့ထိုင်းသေးရဲ့ခန်းစစ်ကဥကရလည်းဖြစ်ပါတယ်ဥစပတ်တင်မဲ့ပြန်ရထားသေးတယ်ဇာရီနာနောက်မှရှိတဲ့သေးပေါ်နဲ့ပြန်တွဲရတယ်အယ်ဗီနာပြန်ပြတယ်ခင်ဗျာထိုင်းသေးမဲ့ပြန်ရလာပြီပနစ်တာဥဇဘက်ကစ္စတန်တင်မဲ့ပြန်လဲဟန်တာနိုင်ခဲ့မယ်ဘောလုံးထိန်းသိမ်းအောင်မှာတော့အနေငယ်လိုဆက်ရှိခဲ့လည်းဖြစ်ပါတယ်ထိုင်းတင်မဲ့ပြန်ရထားသေးတယ်ညာတမောင်ဖြတ်တင်ပေးရတယ်ဘောလုံးလက်ခံမဲ့အသင်းပေါ်ရှိမနေခဲ့တဲ့အတွက်ဥဇဘက်ကစ္စတန်တင်ရဲ့ဂိုးသမားမက်ဖတူနာစီပဲရောက်ခဲ့ရလည်းဖြစ်ပါတယ်ဥဘကစ္စတန်မျိုးသမီးနီးပြချုပ်ကိုထရီနာကူပိုင်တေကိုမြင်တွေ့နေရဖြစ်ပါတယ်လီတူရေနီးယားနိုင်ငံသူဖြစ်ပြီးတော့လက်ရှိမှာအသက်33နှစ်အရွယ်သားရှိပြီးတော့ပါကစ္စတန်မျိုးသမီးလက်ရွေးစင်အသင်းကိုတော့2025ဇန်နဝါရီလအစပိုင်းကစတင်ကင်တွယ်ခဲ့ရဖြစ်ပါတယ်။ပါကစ္စတန်မျိုးသမီးအသင်းကိုတော့ပြီးခဲ့တဲ့မလအတွင်းကကျင်းပခဲ့တဲ့2026မျိုးသမီးအာရှဖလားပြိုင်ပွဲမှာလည်းကွာတာဖိုင်နယ်အဆင့်ထိတက်လှမ်းနိုင်အောင်စွမ်းဆောင်ထားသူတူလည်းဖြစ်ပါတယ်။စူပါပုံပဲထိုင်းစစ်ကိုထိုင်းကနေပေးရတယ်ထိုင်းစစ်မှာလိုက်နေတယ်လက်ကန်ပြီဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုနဲ့ပုံစံတူတဲ့တိုက်စစ်စင်မှုတရက်ကိုတော့ထိုင်းစစ်ထပ်မံပြုတ်လုပ်ခဲ့ရလေဖြစ်ပါတယ်တိုက်စစ်မှာရှိနေတဲ့ဆောင်းလက်စီ
ဒါရပေးဖို့ကြတာဖြစ်ပြီးဒီတစ်ချိန်မှာတော့ဆောင်လိုက်ရဲ့ကန်ချက်ကအနဲ့အားမြနေကြတဲ့အတွက်ဥဇဘက်ကစ္စတန်အသင်းဂိုးလုံးပေါ်ကန်ရမှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ထိုင်းအသင်းကခံစစ်ကနေတိုက်စစ်ကိုဓာတ်ရိုက်ပွဲတွေပေးဖို့နေပြီးဒီနေ့ပွဲစဉ်အဖွင့်ကိုလည်းဒီလိုပုံစံမျိုးကနေတစ်ဆင့်ထိုင်းအသင်းသိယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ပြပြတင်တက်ဆက်စင်ဖို့စူးစမ်းနေထိုင်းတင်ရဲ့တိုက်စစ်ကဆောင်ဝလို့ဒဏ်ရာပြတ်နာအနေနဲ့ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်နေပွဲစဉ်ကတော့ထိုင်းမြို့ပြည်လေစစ်အသင်းရဲ့2016ခုနှစ်မှာကစားရတဲ့ဒီမြောင်နိုင်ငံတကာခြေစမ်းပွဲစဉ်ဖြစ်ပါတယ်။ဒီမှာနိုင်ငံတကာခြေစမ်းပွဲစဉ်ဖြစ်တော့ပြီးခဲ့တဲ့ဧပြီလတုန်းက2016 FIFA စီးရီးကိုအရှင်ဖြစ်လက်ခံကျင်းပခဲ့ပြီးတော့ဒီဟာကွန်ဂိုအင်ဒိုနီးရှားယူကယ်လိုဒီနီယာအသင်းတို့ပေါင်းခဲ့ပြီးတော့ထိုင်းမြို့ပြည်လေစစ်အသင်းကိုဆွဲခဲ့တာပဲဖြစ်ပါတယ်။ဥစဘတ်တင်မယ်လေပီရတယ်ပြန်ပြပြီးတော့ထိုင်းအသင်းနောက်မှရှိရကိုသမားနဲ့ပဲပြန်တွဲထားခဲ့ရဖြစ်ပါတယ်ပစ်မိုင်းရှုပ်ပေးရတယ်ထိုင်းတင်မယ်တီချာနတင်မော်နဲ့တွဲရတယ်စူပါပွန်ရှုပ်တိုက်ကနေပေးရတယ်ဘဂစ္စတန်တင်ရဲ့ခန်းစစ်ကဥရာပဲဖြစ်ပါတယ်ပြန်ပြတ်ပြီးတော့ထိုင်းတင်ပြန်ရလာတယ်ရှုပ်ပေးရတယ်ထိုင်းတင်ကတော့ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုရရှိခဲ့သလိုပဲကွင်းလျာနေပြီးတော့အမြင်ဘောတွေဓာတ်ရိုက်ပေးပို့ပြီးတော့ဘဂစ္စတန်တင်ရဲ့ခန်းစစ်ကိုတော့တောက်လျှောက်ဖိအားပေးနေခဲ့တာဖြစ်ပါတယ်ကိုလီဒါပြည်တော်မကန်ဒီပေးရတယ်ဥစဘတ်တင်မယ်ညာကြမှာပဲလေထည့်ရတယ်ဒီရရောက်လာပြီဥစဘတ်တင်မယ်တယောက်လှည့်ရတယ်ဂျူရာခွန်တိုင်ကန်သွင်းခဲ့ပြီမဲ့ထိုင်းတင်ရဲ့ခန်းစင်းနဲ့ညှိပြီးတော့ဥဘကစ္စတန်တင်ပြည်တော်မကန်ဝင်းရမှာပဲဖြစ်လက်ပစ်ဘောမြောက်ခွင့်ရမှာဖြစ်ပါတယ်ဥစဘတ်တင်မယ်အေရီယာကြီးဝင်လာတယ်ဥစဘတ်တင်မယ်ဒီယိုရာကွန်လက်ကန်နေဒီချိန်ကန်သွင်းချက်ကလည်းထိုင်းတင်ရဲ့ခန်းစင်းနဲ့ညှိပြီးတော့ဥစဘတ်တင်တောင်းကံမောကန်ဝေးရမှာဖြစ်ပါတယ်ဒီချိန်ရလာတဲ့တောင်းကံမောကိုလည်းမာတီနဲ့ပွဲစဉ်တော့ကဖိနိုင်တောင်းကံမောကန်ခဲ့တဲ့အသင်းကောင်းဆောင်ကာရာချစ်ကံမှာပဲဖြစ်ပါတယ်ကာရာချစ်တောင်းကံမောမှာတင်ပေးရတယ်ကောင်းတိုက်တယ်ချီချာနန်ပို့ထုတ်ထားခဲ့လို့ဥစဘတ်အသင်းနောက်တစ်ချိန်တောင်းကံမောကန်ရမှာဖြစ်ပါတယ်ဥစဘတ်အသင်းကတော့သူတို့အသင်းရဲ့အားသာတဲ့အမြင်ပေါ်ကောင်းတဲ့ချက်တွေတော့နေပွဲစဉ်မှာလည်းထပ်မံအသုံးပြုနေကြရဖြစ်ပါတယ်ဥစဘတ်တင်မယ်ကာရာချစ်ထိုင်းတင်ကစားသမားနဲ့ညှိပြီးတော့ဥစဘတ်တင်လက်ပစ်ပေါ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ကူကိုရိုဗာလက်ပြိုမြောက်ချပေးရတယ်ဥစဘတ်အသင်းမဲ့ပြန်ပြတ်ပြီးတော့ထိုင်းအသင်းရှုပ်တိုက်ကန်ပို့ပေးရတယ်ထိုင်းအသင်းမဲ့တော့ရှုပ်လိုက်နေပြီလက်ကန်နေ
ပြိုင်ဘက်ကိုသမားရှစ်ထွက်နေမှုတော့ထိုင်းတင်ရဲ့တိုက်စစ်ကအသုံးချဖို့ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ဒါပေမဲ့ကန်ချက်ကတော့တော်လေးအားပြော့နေခဲ့လို့ကိုပေါင်းနဲ့လွဲချော်သွားခဲ့ရကြောင်းဥစဘတ်တင်ရဲ့ခန်းစစ်ကပဲပြန်လည်ရှင်းထုတ်ထားခဲ့ရဖြစ်ပါတယ်ထိုင်းတင်အတင်းကောင်းဆောင်ပစ်စမိုင်းပေးဖို့မှုတော့တိုက်စစ်မှာရှိရဲ့ကစားသမားပြိုင်ဘက်ကိုသမားရှစ်ထွက်နေမှုတော့အခွင့်ကောင်းယူဖို့ကြိုးစားခဲ့ရလည်းဖြစ်ပါတယ်ထိုင်တင်မဲ့တောင်ကမောက်ကတပီးရတယ်အေးရကြတယ်မဖထူနာနေရာမမှန်နဲ့ဖန်ယူရရှိသွားဖြစ်ပါတယ်ဒီနေ့တင်ကတော့နောက်ဆုံးထိတိုက်တွေ့ဆုံမှုအနေနဲ့2025ဖေဖော်ဝါရီလတုန်းကယူအေနိုင်ငံမှာကျင်းပခဲ့တဲ့2025ပင်လီဂ်မှာထိတိုက်တွေ့ဆုံခဲ့ပြီးတော့ဆိုပါပွဲစဉ်မှာတော့ဂိုးမရှိသေးရလက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်ဆိုပါပြိုင်ပွဲမှာတော့နှစ်သင်းစလုံးကတောင်ကိုရီးယားရုရှားအိန္ဒိယဂျော်ဒန်စာရှိတဲ့အသင်းကြီးနဲ့ရှင်ပြိုင်ကစားခဲ့ကြပြီးတော့ပြိုင်ပွဲမှာတော့အာရှထိပ်သီးတောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းကပိုဆွဲခဲ့တာပဲဖြစ်ပါတယ်ထိုင်တင်မယ်လေပေးရတယ်နောက်နဲ့ပြန်တွဲထားပြီရှုပ်ပေးရတယ်ထိုင်တင်မယ်ထိုင်တင်မယ်ကွင်းလယ်မှာပဲရှုပ်ပေးထားပြီထိုင်တင်မဲ့ပြန်ရလာတယ်ညာကျမပဲအေးရရှုပ်ပေးတယ်မလုပ်ခဲ့ရပဲဖြစ်ပါတယ်ထိုင်တင်မဲ့အာဆာဒိုဘာခန်းစမအကောင်းဆုံးပုံစံပြပြီးတော့ထိုင်တင်ရဲ့အထိုက်စစ်ကိုတော့ပြန်လဲတားဆီးသွားခဲ့တာဖြစ်ပါတယ်စောပိုင်းကပက်ထရာနန်အော်ဘာချိုင်ရဲ့ဖျက်ချော်မှုတော့ဥပကစ္စတန်တင်းရဲ့ခန်းစစ်ကအာဆာဒိုဘာကောင်းဆုံးပုံစံနဲ့တော့လိုက်လံတားဆီးထားခဲ့တာပဲဖြစ်ပါတယ်လက်ရှိပွဲကစားချိန်ကတော့14မိနစ်ကိုကျော်လာခဲ့ပြီးတော့ဒီချိန်ထိတော့ပွဲအစ2မိနစ်တွင်မှရရှိခဲ့တဲ့ထိုင်းမျိုးသမီးအတင်းရဲ့ဥဆောင်ကုန်းနဲ့ပဲပွဲကိုတော့ဆက်လက်ရှင်ပြိုင်ကစားနေကြပဲဖြစ်ပါတယ်ထိုင်နေမယ်ရှုပ်ထိုင်ကနေပေးရပြန်ပြီဆောင်းဝလက်ကိုတော့ဥစဘက်ကစ္စတန်ရဲ့ခန်းစစ်ကပြန်လဲဟန်တာနိုင်ရလေဖြစ်ပါတယ်ဥစဘက်တင်မယ်ပြန်လို့ပြတ်ထည့်ပေးရတယ်ဇာရီနာပဲအတင်းကောင်ခါရာချီပဲလူကျော်ဆွဲလာပြီခါရာချီချင်းချင်းနဲ့ခါရာချီတော့ဆွဲလာပြီခါရာချီရှုပ်ပြချိုးပေးရပြီကိုယ်တိုင်စုံသက်ဖို့အတွက်နောက်ကနေလိုက်ပါလာတဲ့အသင်းပေါ်နဲ့ပြန်တွဲဖို့ကာရာချီကြိုးစားရလေဖြစ်ပါတယ်။ဒါပေမဲ့လည်းကာရာချီရဲ့ပြန်ပေးဖို့တော့ထိုင်းတင်ရဲ့အသင်းကောင်းဆောင်ပစ်မိုင်ဆွန်ဆိုင်အချိန်မီပြန်လေဟန်တာနိုင်ကြတာကြောင့်ဥစဘက်ကစ္စတန်တင်တောက်ကမှကန်ဝင်ရမှာလည်းဖြစ်ပါတယ်။ရတယ်တော့ကမောအခွင့်အရေးကိုတော့တင်ကောင်တော့ကာရာချီကန်မှာလည်းဖြစ်ပါတယ်ကာရာချီတော့ကမောကန်နေပေးရတယ်ဂူစပတ်တင်မယ်ခေါင်းနဲ့ပြချပေးရတယ်တော့ကမောရစင်ရတယ်ခွင့်ယူစီရိုမာဗာအဆုံးသတ်ဖို့ကြိုးစားမှာတော့သူရဲ့ခေါင်းတစ်ချက်အားပန်နေကြလည်းဖြစ်ပါတယ်ကိုသမာတီချာနဲ့စူပါပုံမယ်ထိုင်းတယ်မယ်ဆောင်းဝလအေးရကနေပေးရတယ်ထိုင်းတယ်မယ်ညချပေးရပြီ
ဂျီရာပုံလက်ကန်နေဂျီရာပုံရဲ့ကန်ချန်အားပြောနေကြတာကြောင့်ဥစဘတ်တင်ရဲ့ကိုသမာမက်ဖတူနာပြန်လည်ဖမ်းယူနိုင်ခဲ့လည်းဖြစ်ပါတယ်နေပွဲစဉ်ရဲ့အဖွင့်ကိုသွင်းထားတဲ့ခြေတော်ပုံပဲဖြစ်ပါတယ်ထိုင်းမျိုးသမီးတင်ရဲ့အားထားတဲ့တိုက်စမှုတူဖြစ်ပြီးတော့ထိုင်းမျိုးသမီးလိဝန်ရဲ့ထိပ်သီးကလပ်ဘန်ကောက် FC မှာလည်းကစားခဲ့ပြီးတော့တရားဒီတွင်းမှာ14ပွဲကစားပြီးတော့19ဂိုးထိတင်ခဲ့တာလည်းဖြစ်ပါတယ်လက်ရှိမှာတော့ဒီဘကလပ်တရုတ်မျိုးသမီးလိရှိကွမ်ရှိပင်ကောပင်တို့မှာအဓိကတိုက်စစ်မှုဖြစ်ကစားနေရလည်းဖြစ်ပါတယ်ဥစဘတ်တင်မဲ့ကိုလီဒါဝယ်လာမရှိတဲ့ဝန်နဲ့ပြန်တွဲရတယ်ဇာရီနာပဲဇာရီနာချူထဲရရတဲ့ဥစဘတ်တင်မဲ့ဘယ်တော့မှထိုးဝေးလာပြီးခါရာချစ်လိုက်နေခါရာချစ်ပဲခါရာချစ်လလန်စိတ်ကိုကြိုးစားမှာတော့ထိုင်တရခန်းစစ်ကရှင်းထုတ်မှုကြောင့်ဥစဘတ်တင်ထောက်ကမော်ကန်ခွင့်ရမှာလည်းဖြစ်ပါတယ်အတင်ကောင်သာခါရာချီဒေါက်ကမော်ကန်နေပေးရတယ်ဥစပတ်တင်မယ်ထိုင်ဒီရဲ့ခန်းစစ်ကအစစ်စစ်ပြန်လဲရှစ်ထုတ်ခဲ့ရလည်းဖြစ်ပါတယ်ကိုဗိုရာဥစပတ်တင်လက်ပြပေါ်မြှောက်ခွင့်ရမှာလည်းဖြစ်ပါတယ်မယ်ရီဘုံမဲနောက်တစ်ကြိမ်လက်ပြပေါ်ဥစပတ်တင်မြှောက်ခွင့်ရမှာလည်းဖြစ်ပါတယ်လက်ပြမယ်ပြချပေးရတယ်ဥစပတ်တင်မဲချိုပေးဖို့ကြိုးစားမှာတော့ထိုင်တင်ရခန်းတဲ့ညှိခဲ့တဲ့အတွက်ဥစပတ်တင်ထောက်ကမော်ထပ်မဲ့ကန်ခွင့်ရမှာလည်းဖြစ်ပါတယ်လက်ရှိပွဲသားယမီနီ20အတွင်းမှာနေဥစဘက်ကစ္စတန်တင်ထောက်ကမော်ကန်ခွင့်အမြောက်အများရရှိနေရလည်းဖြစ်ပါတယ်ခါရာချီကိုဗိုရာလက်ပြပေါ်ချပေးရတယ်ဒီလိုရာတော့တိုက်စစ်စင်ကိုစူးစမ်းမှာတော့ဂုံးလုံးပေါင်းနေတာကျင်းနေခဲ့ရလည်းဖြစ်ပါတယ်ကိုသမာတီချန်နဲ့ညာတော်မောင်ကနေပေးရတယ်ပတ်တာရန်နဲ့နောက်မှစီရင်သိမ်းပေါ်နဲ့ပြန်တွဲရတယ်ပင်ရာဖက်ကလင်ကလိုင်းထိုင်တရားတော့ပွဲစား2မိနစ်မှနဲ့ဥဆောင်ရရှိပြီးနောက်ပိုင်းမှာတော့တိုက်စစ်ကိုအလင်းမြန်စတင်မျိုးချင်းထက်ဘောလုံးရရှိချိန်မှာဘောလုံးအဆုံးရှုံးမခံပဲတာမန်ပေးပြုတ်လုပ်ပြီးတော့တိုက်စစ်စင်ကိုထပ်မံကြိုးစားနေလည်းဖြစ်ပါတယ်အထိုင်သိမ်းမယ်အနီးကပေးပြုတ်လုပ်ပြီးတိုက်စစ်စင်လာလည်းဖြစ်ပါတယ်ဘယ်တော့မှထိုးပေးရတယ်ထိုင်သိမ်းမယ်ချွတ်ထိုးပေးရပြန်ပြီလက်ကဲနေထိုင်တင်အေရီယာတဲ့ဝင်ရောက်လာပြီးလာပါတဲ့ကန်ချက်တစ်ခုနဲ့သူအဆုံးသတ်ဖို့ကြိုးစားကြရလည်းဖြစ်ပါတယ်ထိုင်တင်ရဲ့ဒီကြိမ်တက်စစ်စင်မှုတော့ဥစဘတ်တင်ရဲ့ကိုသမာမက်ဖတူနာဒီကြီးထားပြီးတော့ပြန်လည်ဟန်တားခဲ့ရလည်းဖြစ်ပါတယ်
ရီရိုနာရဲ့ကန်ချက်ကောင်းမခဲ့တယ်လို့ကိုမမတ်တူနာရဲအဲ့ဘက်တင်တက်စစ်မှုတော့နှစ်ဆင့်ပြန်လဲဟန်တာခဲ့ရလေဖြစ်ပါတယ်ဥစပတင်မဲ့ပြန်ရလာပြီးအယ်လ်ဗီနာဘယ်တော့မှထိုးပေးရတဲ့အသင်းကောင်ကခါရာချီပဲညာတာမှဖက်တင်ပေးရတယ်ပေပမူအတော်လေးတိကျမှုအားနေနေကြတာကြောင့်ထိုင်းတင်ရဲ့ကိုသမထိချာနဲ့ဆော့ချွန်းကိုပြန်လဲဟန်တာခဲ့ရလေဖြစ်ပါတယ်ထိုင်းတင်မဲ့ပစ်မိုင်းရှုပ်ပေးဖို့ကြိုးစားမှာတော့အားမနေကြတဲ့အတွက်ဥစပတ်တင်လက်ပြပေါ်မြောက်ခွင့်ရမှာလည်းဖြစ်ပါတယ်ထိုင်းတယ်မယ်ပတာရာနဲ့အဝေးကန်ချန်နဲ့အဆုံးသတ်ဖို့ကြိုးစားရလည်းဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ကန်ချန်အတော်လေးအားမနေခဲ့ပြီးထိုင်းတင်ဂုံးလိုပေါ်နေတာကျင့်နေခဲ့ရလည်းဖြစ်ပါတယ်ဥစပက်တင်ကတော့ဒီပြိုင်ပွဲရဲ့ပထမဦးဆုံးပွဲစဉ်မှာမြန်မာအသင်းနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီးမြန်မာအသင်းကိုပွဲသားချင်း22မိနစ်အတွင်းမှာဦးဆောင်ကိုရရှိခဲ့ပေမဲ့ဒီနေ့ထိုင်းအသင်းနဲ့အတွေ့မှာတော့အစီပွဲသားချင်းအတွင်းတက်စစ်မှုတွေတော်လေးရုံးကန်နေရလည်းဖြစ်ပါတယ်တောက်ကံဘောကန်ဝင်အတော်လေးရရှိပေမဲ့ရရှိတဲ့တောက်ကံဘောခွင့်ရတော့ဥစပက်တင်လက်ရှိချိန်ဒီအသုံးချနိုင်ခြင်းမရှိသေးရလည်းဖြစ်ပါတယ်ဒါပြင်ထိုင်းအသင်းရဲ့တစ်ချိန်ဆိုတစ်ချိန်ကောင်းမွန်တဲ့တိုင်တက်စစ်စီကိုလည်းဥစပက်တင်ပြန်လည်ဟန်တာနေရလည်းဖြစ်ပါတယ်ပြန်ဖက်ကလစ်လိုက်ပတာရန်နဲ့ရလာပြီပတာရန်နဲ့ရှစ်ပြချိုးပေးရတယ်ထိုင်တယ်မလက်ခဲ့ပြီအသင်းပေါ်ရဲ့တောင်းဖြတ်ပေးဖို့မှုကိုအသင်းရဲ့ခန်းစစ်ကပဏိတာတက်စတီလိုက်ပါပြီးအဆုံးသတ်ဖို့ကြိုးစားမှာတော့ဥစပက်တင်ရဲ့ခန်းစစ်နဲ့ညှိခဲ့တဲ့အတွက်ထိုင်တင်ထောက်ကံပေါ်ကန်ဝင်ရမှာလည်းဖြစ်ပါတယ်ဒီနေ့ပွဲမှာထိုင်တင်ရဲ့ဘဲတော်မှတစ်ချောင်းအကောင့်မသောခြေစမ်းပြသနေတဲ့ပတာရန်နဲ့တက်စစ်စီမှုဖြစ်ပါတယ်ထိုင်းတယ်ပဲထောက်ကမကနေပေးရတယ်ခိုလီတာကောင်းဥကက်လည်းဖြစ်ပါတယ်ထိုင်းတယ်ပဲပြန်ရထားသေးတယ်ပြန်ပြတ်တယ်ခင်ဗျဥစပတ်တယ်ပဲတိုင်မတက်ဆင်းလာပြီလည်းဖြစ်ပါတယ်ဥစပတ်တယ်ပဲညတော်မှာရှိတဲ့မနဲ့ပြန်တွဲရတဲ့ခါရာချီပြန်ပြတ်ခဲ့ရလည်းဖြစ်ပါတယ်ထိုင်းတယ်ပဲရှုပ်ကနေပေးရတယ်ဥစပတ်တယ်ခန်းစကတော့မကြောက်ဘူးခင်ဗျခိုဗိုရာနေကောင်သာခါရာချီပြန်ရထားတဲ့ခါရာချီပဲချိုပေးကိုစူးစမ်းမှာတော့ထိုင်းတင်ရခန်းတဲ့ဥကလည်းဖြစ်ပါတယ်ထိုင်းတင်ပဲဂျီရာပွန်ကိုဒမာတီချာနဲနေပေါ်နဲ့ပြန်တွဲရတဲ့အတင်းကောင်းတောင်ပစ်မိုင်းပဲကိုဒမာနဲ့ပြန်တွဲရတယ်Super Proပတာရန်ဘောတော့အစာဒုဘဝဲဖို့ကျန်းနေကြတာကြောင့်ထိုင်းတင်ပြတ်တော့ကန်ဝင်ရမှာလည်းဖြစ်ပါတယ်အစောပိုင်းကျွန်တော်တစ်ဆက်ခဲ့တယ်လို့ပဲဒီနေ့ထိုင်းတင်ရဲ့ဘယ်တော့မှခြေတံပြတာနေတယ်27ပတာရန်ဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရအဖွင့်ကိုပြန်လဲပြသနေရလဲဖြစ်ပါတယ်။နောက်တန်းကနေတိုက်စစ်ကိုတိုက်ရိုက်ပေးပို့တာဖြစ်ပြီး
ဒီနေ့အသင်းတိုက်စစ်မှာပါဝင်လာတဲ့ဂျူဒါပွန်ကရရတဲ့အခွင့်အရေးကိုလုံးဝအမှားယွင်းမခံပဲအဆုံးသက်ပြီးဒီနေ့ပွဲစီအဖွင့်ကိုပွဲကစား2မိနစ်မှာပဲသွင်းယူခဲ့ရလေဖြစ်ပါတယ်ပန်နာဖက်ကလင်ကလန်ရဲ့အတော်လေးတိကျတဲ့ပေးမှုတစ်ရက်ဖြစ်ပြီးဒီသင်းကုန်းမှာတော့ပန်နာဖက်ကလင်ကလန်ရဲ့ပေးမှုကအတော်လေးခရာကျခဲ့ရလေဖြစ်ပါတယ်နေဥပကစ္စတန်မျိုးသမီးလေးစင်အသင်းမှာပေါင်လာတဲ့ကစားသမားအများစုကတော့ဥပကစ္စတန်မျိုးသမီးဘောလုံးလောကရဲ့အမြင့်ဆုံး professional ပြိုင်ပွဲဖြစ်တဲ့ဥပကစ္စတန် Women Super League မှာကစားနေကြတဲ့ကစားသမားတွေလည်းဖြစ်ပါတယ်ဥပကစ္စတန် Women Super League ကတော့အသင်းပေါင်း7သင်းမှ10သင်းဝန်းကျင်အထိပေါင်ရှင်ပြိုင်လေးရှိရပြီးတော့အိမ်ဝင်ကစ္စနစ်ကစားမှာဖြစ်ပြီးတော့ရမှအများဆုံးအသင်းကချန်ပီယံရရှိရဖြစ်ပါတယ်ဒါပြင်ဒီရဲ့ချန်ပီယံအသင်းကတော့အာရှဘောလုံးဖွဲ့ချုပ်ကကျင်းပတဲ့အာရှမျိုးသမီးလီဂ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာဥပကစ္စတန်နိုင်ငံကိုစားပြုပြီးတော့မြောက်ရှင်ပြိုင်ခွင့်ရတာဖြစ်ပါတယ်ဘဂစ္စတန်မျိုးသမီးလေးစင်အသင်းကတော့လူစားလဲမှုတစ်ခုတော့ဆော်စီစီပြုလုပ်ခဲ့ရွေးဖြစ်ပါတယ်ကျောင်းနံပါတ်3ခိုလီဒါရဲ့နေရာမှာတော့ကျောင်းနံပါတ်2မာဒီနာဝင်ရောက်ကစားသွားမှာဖြစ်ပါတယ်ထိုင်းတင်မဲရှုပ်ပေးရတယ်ထိုင်းတင်မဲ Substitution for Uzbekistan. Player number 3. နေတာရှုပ်ပေးရတယ် Number 2. ထိုင်းတင်မဲလက်ကန်တယ် Uzbekistan တဲ့မှာကျွန်တော်တို့40 စာကျွန်တော် ဝေကန်ချက်တစ်ခုနဲ့တော့ဝန်ဒီဆာရက်စုံတက်ဖို့ကြိုးစားခဲ့ရလဲဖြစ်ပါတယ်ဒါပေမဲ့သူရဲ့ကန်ချက်ကတော့ကိုပေါင်းနဲ့တော်လေးကိုလွဲချော်နေခဲ့ရဖြစ်ပါတယ်ဥစဘတ်တင်မဲကာရာချီတင်မွန်နဲ့တွေ့ရတယ်အာဆာဒိုဘာရှီယိုတိုင်ကန်ပူပေးရတယ်ဥစဘတ်တင်မဲကွန်လင်မှာပဲဥစဘတ်တင်မဲရှီယိုကန်ပူပေးရတယ်ကာရာချီလိုက်နေတယ်စူပါဘရွန်ပြန်ရှေ့ထုတ်ထားကြကြောင်းဥစဘတ်အသင်းလက်ပြပေါ်မြောက်ခွင့်ရမှာဖြစ်ပါတယ်။ကာရာချစ်ကတော့မြန်မာအသင်းနဲ့ပွဲစဉ်မှာအသင်းရဲ့ညာတောင်မန်ရှောက်ဖြတ်တင်ဘောတွေနဲ့မာတင်ရဲ့ခန်းစည်းကိုအကောင်းဆုံးဒုက္ခပေးခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်။ထိုင်တင်မယ်ပြန်ပြပြီးဥစဘတ်အသင်းပြန်ရလာတယ်ဒီယိုရာခွန်နောက်မှရှိနေကုသမမက်ဖ်ထူနာထိုင်းတင်မဲ့အေးရမှာလက်ကန်နေဒီနေ့ထိုင်းတင်ရဲ့ညာတောင်မန်ရှောက်အကောင်းဆုံးခြေစွမ်းပြနေတဲ့ပထရာနန်ပြန်ပဲအေးရမှာတော့အပိုင်ခွင့်ရတရက်ကိုရရှိခဲ့တာဖြစ်ပါတယ်တင်မော်ရဲ့ကောင်းမှုတီးကြတဲ့ဖန်တီးပေးဖို့မှုကနေဆင်ရလာတဲ့အခွင့်အရေးကိုတော့ပထရာနန်သူရဲ့ညာခြင်းနဲ့အဆုံးသတ်ခဲ့ပေမဲ့ကိုပေါင်းနဲ့လွှဲချော်သွားခဲ့ရပဲဖြစ်ပါတယ်ဥစဘတ်တင်မဲညာခြင်းမှာပြန်ရလာတယ်ဥစဘတ်တင်မဲနီလူဖာအေးရရှိကိုဖြတ်ချိုးပေးဖို့စူးစမ်းခဲ့မဲ့ပစ်စမိုင်ပြန်လက်တားဆီးထားခဲ့ရဖြစ်ပါတယ်နီလူဖာကတော့ပြီးခဲ့တဲ့အေရှင်မြန်မာအသင်းနဲ့ပွဲစဉ်မှာတော့ဥပကစ္စတန်မျိုးသမီးအသင်းရဲ့တလုံးနဲ့တော့အနိုင်ကိုတော့သွင်းမိခဲ့တဲ့ကစားသမားဖြစ်ပါတယ်ကာရာချီတန်ကမကဒီပေးရတယ်အေးရကြတယ်ပစ်စမိုင်ပြန်လဲရှင်းထုတ်သွားခဲ့ရဖြစ်ပါတယ်မက်ဖ်ထူနာရှုံမနာနဲ့ကနေပေးရတယ်ဥစပတ်တင်မယ်လူပေးမပြီးတော့ထိုင်းတင်ပြန်ရလာတယ်ဥစပတ်တင်မယ်ရှုပေးရတယ်ဥစပတ်တင်ကတော့ခြေပါကိုရရှိဖို့စိတ်အနှဲငယ်လောနေပြီးတော့ဒင်မော်ရီနဲ့ချိတ်ဆက်ရမှာတော့နားလည်မှုလွဲနေကြတာဖြစ်ပါတယ်
ထိုင်းတင်မယ်ရှုပေးရတယ်ဥဇဘက်ကင်စတန်တင်ရဲ့ကစားသမားတွေပြန်လည်ဖျက်တောက်သွားခဲ့ရဖြစ်ပါတယ်ထိုင်းတင်မယ်ရှုပေးရပြီနောက်နဲ့ပြန်တွေ့ရမှာတော့လူပေးမှပြီးတော့ဥဇဘတ်အတင်ပြန်ရလာတယ်ဥဇဘတ်အတင်မယ်လဲထည့်ရတယ်ဥဇဘတ်အတင်မယ်ပြန်ပြတ်ပြီးတော့ထိုင်းအတင်ပြန်ရလာတယ်ဂျူဆာရီနာပြန်လဲတာစီထားခဲ့ရဖြစ်ပါတယ်ဥဇဘတ်အင်းနေနေရတော့ထိုင်းအင်းရဲ့ဖိအားပေးမှုကြောင့်တော့ထိုင်းစစ်စင်မှုခက်ခဲနေပြီးတော့ဘောလုံးတွေကတော့ကွင်းလယ်လောက်မှနေတော့အပြတ်များနေကြတာပဲဖြစ်ပါတယ်လက်ရှိချိန်မှာလည်းပြန်ပြတ်ပြီးတော့ထိုင်းအင်းပြန်ရလာတယ်ဘက်ထရာနာမဲနောက်နဲ့ပြန်တွဲရတယ်ထိုင်းအင်းမဲလေကိုထည့်ရတယ်ညာကြောင်ဖြန့်လာတယ်ဘက်ထရာနာမဲရှုပ်ဖြတ်ချိုးပြီးလာပြီဥဇဘတ်အင်းရဲ့ခန်းစစ်ကရှင်းထုတ်ထားခဲ့ရပဲဖြစ်ပါတယ်ထိုင်းတင်တော့ကမကတ်ပြီးရတယ်။ရဲကြားတယ်မက်ချူနာပုတ်ထုတ်ထားတယ်။ဥဇဘတ်တင်ရဲ့ခန်းစီကပဲပြန်လဲတာစီသွားခဲ့ရဖြစ်ပါတယ်။ဘတ်ထရာနာချက်ချောင်းတိုက်စုပို့ရတယ်။ထိုင်းတင်ပဲအေးရတို့ထပ်ပို့ပေးရတယ်။ထိုင်းတင်ကတော့ကွင်းလေတဝက်လောက်ကိုကြော်ပြီးတော့ဥဇဘက်ကစ္စတန်တင်ရဲ့ပြိုင်ဘက်အေရီယာထဲမှာတော့စတိုက်ဖိအားပေးမှုတွေပြုလုပ်နေကြရဖြစ်ပါတယ်ထိုင်းတင်ပြတော့မကတ်ပြီးရတယ်အေးရဲကြားတယ်ဥဇဘတ်တင်ကောင်းလိုက်ရှင်းထုတ်ထားခဲ့ရပဲဖြစ်ပါတယ်လက်ရှိပွဲကစားခြင်းကြီးတော့ဥဇဘတ်အသင်းအနေနဲ့ချီပါကိုအရာရှိဖို့အတွက်တယောက်တည်းပေးယူရင်းနဲ့ကိုပေါက်ချင်းချောက်မှုတွေပြုလုပ်နိုင်ခြင်းမရှိဘဲနဲ့ထိုင်းအသင်းရဲ့တိုက်စစ်ကိုသာတော့ပြန်လဲခုခံနေခဲ့ရတာဖြစ်ပါတယ်အခုဆိုရင်တော့ပြန်ပြတ်ပြီးတော့ဥဇဘတ်တင်ပြန်ရလာတယ်ဥဇဘတ်တင်မယ်ဒီယိုရာခွန်လူပေးမှားပြီးတော့ထိုင်းတင်ပြန်ရလာတယ်ဥဇဘတ်တင်ဘောလုံးပိုင်ဆိုင်မှုပြန်လဲရတဲ့နေရာမှာလဲနည်းငယ်စိတ်လုံးနေခဲ့ပြီးတော့တိုက်ဆိုလို့လူပေးမှားမှုတွေတော့ဖြစ်ပေါ်နေခဲ့ရဖြစ်ပါတယ်ကာရာချစ်ဒီယိုရာခွန်ဥဇဘတ်တင်မယ်ဥဇဘတ်တင်မယ်နောက်နဲ့ပြတ်တွဲရတယ်ထိုင်းတင်မယ်ဘောလုံးပိုင်ဆိုင်မှုပြန်လဲရရှိသွားဖြစ်ပါတယ်ထိုင်းတင်မယ်အစာတူပါဒီမော်နဲ့တွေ့ရတယ်မာဒီနာပဲရှုပ်ပေးရတယ်မာဒီနာပဲ
ရှိုလိုက်တင်လေးမျောပြီးရတယ် ဥဇဘက်ကစ္စတန်တင်ကတော့ဒီပြိုင်ပွဲပထမဦးဆုံးပွဲစဉ်ဖြစ်ဇွန်လ3ရက်နေ့မှာမြန်မာအသင်းနဲ့ရှေ့ပန်ခဲ့ရတာဖြစ်ပြီးမြန်မာအသင်းကကိုယ်မရှိနိုင်ရခဲ့လေဖြစ်ပါတယ်ဒီနေ့ပွဲမှာတော့အစမှာပွဲမှာပွဲလာတယ်ပွဲကမှာတက်ရောက်တင်းကိုတဦးသားပြန်လှုပ်ထားလေဖြစ်ပါတယ်ဒါပေမဲ့ပြန်လှုပ်လာတယ်တော့3ခွလိတာတော့ပထမပိုင်းပြီးဆုံးနေမှာလူစားလိုက်ရလေဖြစ်ပါတယ်ထိုင်ဒီမဲ့ပြန်လာပြီချက်ချုံမဲရှုပ်ပေးဖို့ကြိုးစားမှာတော့ဥဇဘက်အသင်းတရားရောက်ခဲ့လေဖြစ်ပါတယ်ကိုမမက်တာနာရှုပ်ကနေပေးရတယ်ဥဇဘက်အသင်းပဲမယ်ရီဘွန်ဂျီရာပုံမဲ့ချင်းချင်းဂျီရာပုံစွန်ဒူဆာဝဂျီရာပုံနဲ့ပြန်တွဲရတယ်ထိုင်းသိမယ်ပြန်ထားသေးတယ်ဗန်နီတာဘယ်တော့မှထိုးဝေးရတယ်ထိုင်းသိမယ်ဘယ်တော့မှစင်အေးရဝင်လာဖြစ်ပါတယ်ထိုင်းသိမယ်ချင်းနေကြည့်နေတယ်နာမရှိတဲ့မနဲ့ပြန်တွဲရတယ်ထိုင်းသိမယ်အေးရကနေပေးလာပြီပတာရန်နဲ့ပြန်ထားတယ်လေဖြစ်ပါတယ်ပတာရန်နဲ့အရာလည်းကနေပေးလာပြန်ပြီပညာတောင်မှနှစ်ဖက်နဲ့ဥစဘတ်တီရဲ့ area တွေကိုတော့ထိုင်းတင်တောက်လျှောက်ဆိုလိုဖျားပတက်စစ်စီနေရလဲဖြစ်ပါတယ်အသင်းကောင်တော့ခါရာချီညာတောင်မှထိုးဝေးရတယ်အယ်ဗီနာပဲရှိုထိုးဝေးလာပြီလေလူဖာကွယ်လမရှိတဲ့တင်မော်နဲ့ပြန်တွဲရတဲ့ဇာရီနာပဲကိုရိုဗာကိုမတ်ဒူနာဖယ်တာမောင်ချိုးပေးရတယ်မာဒီနာပဲကွယ်လည်းပြတ်ထည့်ပေးရတယ်ဒီရိုရာဒွန်အသင်ကောင်တော့ခါရာချီပဲနောက်မှရှိတဲ့တင်မော်နဲ့ပြန်တွဲရတယ်မာဒီနာကွယ်လည်းပြတ်ထည့်ပေးရတယ်ဒီရိုရာဒွန်မာဒီနာတိုက်စီကိုတိုက်ရိုက်ကနေပေးဖို့ခဲ့မယ်ထိုင်တဲ့ကိုသမာတီချာနဲ့ဥကလည်းဖြစ်ပါလေလက်ကန်တယ်ဥစဘတ်တင်ဒီချိန်မှာတော့အဝေးကန်ချက်နဲ့အဆုံးသတ်ဖို့ကြိုးစားကြရလေဖြစ်ပါတယ်ဒီနေ့အသင်းရဲ့တိုက်စစ်မှာပါဝင်လာတဲ့မယ်ရီဘွန်အဝေးကန်ချက်တစ်ခုနဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့သူရဲ့ကန်ချက်ဂိုးဝါးနဲ့မှာကြော်တက်ခဲ့ရလို့ဥစဘတ်တင်ဂိုးလုံးပေါင်းနေတာကျင်းနေခဲ့ရလေဖြစ်ပါတယ်ထိုင်တဲ့ကိုသမာတီချာနဲ့ရဲ့ရှုပ်ထုတ်မှုတစ်စင်ပြန်ကျရတဲ့ဘောလုံးဥစဘတ်တင်လုံးဝတုံ့ဆန်းနေခြင်းမရှိပဲအဆုံးသတ်ဖို့ကြိုးစားကြရလေဖြစ်ပါတယ်ဥစဘတ်တင်နဲ့ဒီနေ့ပွဲစဉ်မှာလည်းညီမအသင်းနဲ့ပွဲစဉ်အတိုင်းလိုပဲအဝေးကန်ချက်အသုံးပြုပြီးတပတ်တင်ကိုတော့ကိုယ်ချင်းချောင်းနေရလေဖြစ်ပါတယ်အသင်းကောင်ကခါရာချီရှိုထဲပေးရတယ်ဇာရီနာပြချိုးပေးလာပြီဥစဘတ်တင်မဲ့ဒီမှာပြတွဲလာလက်ကဲပြီဒီမောဂျင်းကြားနားလည်မှုပြေးသွားတဲ့အတွဲဖက်နေတဲ့ဥစဘတ်တင်တက်ဆင်းရလေဖြစ်ပါတယ်ဒီကပေးလုပ်ပြီးရတယ်ခွင်းယိုအယ်ဗီနာအေရီယာထိတ်ကနေအဆုံးသတ်ဖို့ကြိုးစားမှာတော့ဥစဘတ်တင်တော့ကမောကန်ဝင်ရမှာလေဖြစ်ပါတယ်ဘုံနိုင်မမိုင်ပြီးဆုံးမှုနီးကပ်လာလေဥဇဘက်ကစ္စတန်တင်ရတော့တိုက်စစ်စင်မှုတွေပိုပြီးခက်စစ်လောက်လာရင်ခြေပါကိုတွေရရှိဖို့တော့ကြိုးစားလာခဲ့ရလဲဖြစ်ပါတယ်လက်ရှိမှာတော့ဥဇဘက်ကစ္စတန်တင်တော့ကမောကန်ဝင်ရမှာဖြစ်ပြီးတော့ကမောတော့နီလူဖာကနေပြီးမှလည်းဖြစ်ပါတယ်
နီလူဖာကနေပေးတာတယ်ထိုင်တဲ့ခန်းစစ်ရှိနေမြောက်ထက်စကန်မူကျိုးပန်းခဲ့မယ်လေထိုင်တဲ့ခန်းစစ်ကပဲပြည်သားရှင်းထုတ်ထားခဲ့ရလေဖြစ်ပါတယ်ဂျီရာဖွန်ဘောလုံးရတယ်မြဂျီရာဖွန်မဲနောက်တော့ပဲပြန်တွဲထားတယ်ပီရာဖတ်ဥဇဘက်ကစတန်တင်ရဘောလုံးပြန်ရထားခဲ့ရလေဖြစ်ပါတယ်ရှီရိုဘာရှုတ်တိုက်ကနေပေးတာမြတယ်မယ်လေတင်းကောင်းတော့ပစ်မိုင်ခေါင်းနဲ့ပြီးတော့ပြန်ရှင်းထားခဲ့ရလေဖြစ်ပါတယ် Additional time is 2 minutes. ထပ်ဆောင်းချိန်ကို7 minutes ဖြစ်ပါတယ် ဝီရိုရာဘယ်ကြောင့်ဘောလုံးရနေမြဝီရိုရာနောက်ကနေနီလူဖာပြပေးနေရလေဖြစ်ပါတယ်ပနီတာချချဝန်နဲ့ပြန်ပြီးတော့တွက်ပတ်ထားခဲ့ရလေဖြစ်ပါတယ်လက်ရှိမှာတော့မပိုင်းတာမန်ပွဲသားချိန်45မိနစ်ပြည့်မြောက်သွားခဲ့လို့ထပ်ပေါင်းချိန်ပို့တော့2မိနစ်တမပေးထားခဲ့ရလေဖြစ်ပါတယ်စူပါဘရိုဘယ်ကြောင့်ဖြန့်လာမြဥဇဘက်ကစတင်ခန်းစစ်ကပြန်ပြီးတော့ခေါင်းတိုက်ထားခဲ့ရလေဖြစ်ပါတယ်ပနီတာဘောလုံးပြန်ရတယ်မြလက်ရှိထွက်ပေါ်နေတဲ့ရှာလဲရတော့ဒီပွဲကိုကြည့်ရှုနေတဲ့မြန်မာနိုင်ငံပြည်သက်တွေတော့ကတော့ဒါပြည်သက်တွေမျှော်လင့်နေတဲ့ရလဒ်တစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ဒီမှာထိုင်းသေးအနိုင်ရရှိခဲ့မယ်ဆိုရင်တော့မှကိုပြက်ရလဒ်ကတော့မာဒီပြည်သက်တွေတိတ်ပြီးတော့မျှော်လင့်နေမယ့်ရလဒ်တစ်ခုမဟုတ်ဘဲနဲ့ထိုင်းသေးတွေနဲ့လက်ရှိရလဒ်တကူကူမရှိဆိုရလဒ်နဲ့အနိုင်ရရှိကမှနောက်ဆုံးပွဲစဉ်မြန်မာသေးနဲ့ပွဲစဉ်ကပို့ပြီးတော့မြန်မာသေးတို့မျှော်လင့်ချက်ကတော့ပို့ပြီးရှင်းသလာမှာလည်းဖြစ်ပါတယ်။ဒီရလဒ်ကတော့မာဒီယန်ပြည်သက်တွေမျှော်လင့်နေတဲ့ရလဒ်တစ်ခုလို့လက်ရှိမှာထပ်ပေါ်နေလို့ဆိုရမှာလည်းဖြစ်ပါတယ်ဥဇဘက်ကစ္စတန်တင်ကတော့လုံးဝရမှတ်ရလို့မဖြစ်ဘဲနဲ့ဥဇဘက်ကစ္စတန်တင်မှာလုံးဝရမယ်ဆိုရင်တော့မာဒီရဲ့ချန်ပီယံအိမ်မက်ကတော့ဒီနေ့မှာကုန်ဆုံးသွားခဲ့မှာလည်းဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမိနစ်မပိုင်းပြီးဆုံးကန်ဒီမှာတော့ဥဇဘက်ကစ္စတန်တင်ရဲ့တိုက်စစ်ကတော့ရှောက်ထိုင်းတဲ့ခက်စကတော့ပြပေးနေကြပြီးတော့ချိန်ပေါက်ရဖို့တော့ဆက်ကျူးပန်းနေအောင်တော့ကျွန်တော်ဒီနေ့ထားရရလည်းဖြစ်ပါတယ်ဥစဘတ်တင်တိုက်စစ်ကိုပြန်လဲမြင့်တင်ပြီးသူတို့လိုချင်တဲ့ခြေပါကိုပြန်လဲသိယူနိုင်မလားကြည့်ရမယ်ခင်ဗျာမြန်မာအသင်းနဲ့ပွဲတွေမှာအမြင်ဘောပေးဖို့မှုတွေအဝေးကန်ချက်တွေနဲ့တိုက်စစ်ဆင်ခဲ့တဲ့ဥစဘတ်တင်ဒုတိယပိုင်းရောက်မှာတော့ထိုင်းတင်ကိုဘယ်လိုဗျူဟာနဲ့ထက်မှချင်းကပ်မလဲကြည့်ရဖို့ရှိညာလဲဖြစ်ပါတယ်ဥစဘတ်တင်ရဲ့စာပေးဖို့နဲ့ဒုတိယပိုင်းအောင်စပြီးလဲဖြစ်ပါတယ်Elvina ပဲလက်ကန်တယ်ဒုတိယပိုင်းစလင်စခြင်းပဲ Elvina အဝေးကချက်တစ်ခုနဲ့ထိုင်းသိန်းရဲ့ဂိုးဘောက်ကိုထပ်မံချင်းချဖို့ကြိုးစားခဲ့ရလဲဖြစ်ပါတယ်ဒုတိယပိုင်းရောက်မှာတော့ဥစဘတ်တင်ကဒါဗန်မူတီရဲ့အနေနဲ့ကျွန်တော်မှ8 Elvina ရဲ့နေရာမှာတော့ကျွန်တော်မှ14အိုလင်ဂျိုနိုဗဲဝင်အောင်ကစားမှလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာဥစဘတ်တင်ဒုတိယအကြိမ်မြောက်ပြုတ်လုပ်တဲ့အပြောင်းအလဲတစ်ရက်လည်းဖြစ်ပါတယ်ပထမပိုင်းပြီးဆုံးကမှာတင်ဥစဘတ်တင်မာရီနာကိုထည့်သွင်းတဲ့အပြောင်းအလဲတစ်ရက်ပြုတ်လုပ်ခဲ့ပြီးဒုတိယပိုင်းစတင်စခြင်းပဲနောက်ထပ်အပြောင်းအလဲတစ်ခုကိုတော့ဥစဘတ်တင်ထပ်မံပြုတ်လုပ်ခဲ့ရလည်းဖြစ်ပါတယ်ထိုင်းတင်ရဲ့ဥဆောင်မှုကြောင့်တော့ဒီပြကိုထရီနာအပြောင်းအလဲတောက်လျှောက်ပြုတ်လုပ်လာတာဖြစ်ပြီးသူရဲ့အပြောင်းအလဲတွေကဘယ်လိုလုပ်ဖြစ်မလဲကြည့်ရမယ်ခင်ဗျာဥစဘတ်တင်မဲ့နီလူဖာချက်ခေါ်တဲ့နီလူဖာပဲအရာတွေကနေပေးလာပြီးကောက်တိုက်ဖို့ကြိုးစားတယ်နီလူဖာရဲ့ပေးမှတစ်စင်းမယ်ရီဘွန်ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုဖန်တီးပေးနိုင်ခဲ့တဲ့ပင်နာဖက်ကလစ်လိုင်းအစောပိုင်းကတော့ပြပြတင်ရဲ့တက်စစ်စင်မှုတော့ပြန်လည်ဟန်တာနိုင်ခဲ့ရလေဖြစ်ပါတယ်คูโคโรวาอุสเปติเมเดงအောင်ခါရာချီတစ်ချက်ခေါက်လာတယ်ခါရာချီပဲခါရာချီတစ်ခေါက်တယ်လက်ခံပြီ
တော်လေးကောင်းမွန်တဲ့တိုက်စစ်မှုတရက်ဖြစ်ပြီးခါရာချီရဲ့ဖက်ချော်မှုအသင်းရရတဲ့ခွင့်ရို့ဒီနေ့အသင်းတိုက်စစ်မှာပေါဝင်လာတဲ့မယ်ရီဘွန်းအဆုံးသတ်ဖို့ကြိုးစားရလည်းဖြစ်ပါတယ်ဒုတိယပိုင်းစလို့တမန်နေမပြည့်ခင်မှာရင်ဥစဘတ်တင်းကတော့ခြေပါကိုရရှိမဲ့အခွင့်အရေးတော့ဖန်တီးနေပြီးအတော်လေးနီးစပ်တဲ့အခွင့်အရေးတစ်ခုတော့ဥစဘတ်တင်းထပ်မံရရှိခဲ့ရလည်းဖြစ်ပါတယ်စောပိုင်းကကျွန်တော်တဆက်ခဲ့သလိုပဲဥစဘတ်တင်းအနေနဲ့ပထမပိုင်းမပြီးဆုံးခင်မှာတွေကတက်စင်မြင့်လာတာဖြစ်ပြီးဒုတိယပိုင်းရောက်မှလည်းတက်စင်ကိုထပ်မံမြင့်တင်ကဒီနေ့ပွဲစဉ်မှာခြေပါကိုရရှိဖို့အတွက်ကြိုးစားနေရလည်းဖြစ်ပါတယ်ဥစဘတ်တင်းပဲကိုကိုရိုဗာနောက်မှရှိတဲ့တင်ပေါ်နဲ့ပြန်တွဲရတယ်။ကွန်လေးကိုထည့်ပေးရတယ်။ဥစပတ်တင်မယ်။ဒီလိုရာခွန်မယ်။ဘယ်တော့မှလည်းလိုက်ပါလားတင်ပေါ်နဲ့ပြန်တွဲရတယ်။မာတီနာချိုထည့်ပေးရပြီ။အသင်းကောင်းဆောင်ခါရာချစ်ပဲ။ဥစပတ်တင်ပြန်ထားတယ်လက်ကမ်းပြီ။နောက်တစ်ချိန်အဝေးကန်ချက်ဖြစ်ပါတယ်။ဒုတိယပိုင်းစလို့3မိနစ်အတွင်းမှာတင်ဥစဘတ်တင်ကတော့အဝေးကန်ချက်3နှစ်ထိပြုလုပ်ခဲ့တာဖြစ်ပြီး3ချိန်စလုံးကတော့ဂွန်းလုံးဝနေတာလက်ရှိချိန်ကြီးကျေနပ်နေရလည်းဖြစ်ပါတယ်ပထမပိုင်းမှာထိုင်းသွင်းရဲ့အဲ့ရတဲ့ဝင်ရောက်ပြီးအပိုင်နိုင်သောခွင့်ရရှိဖို့ကြိုးစားခဲ့တဲ့ဥစဘတ်တင်ကတော့ဒုတိယပိုင်းအရောက်မှာသူတို့တင်ရဲ့ပုံစံနေတိုင်းပဲအဝေးကန်ချက်တွေကိုပြန်လည်သုံးပြလာပြီးခြေပါကိုရရှိဖို့အတွက်ကြိုးစားနေရလည်းဖြစ်ပါတယ်คูโคโรวาလက်ပြီးမချပေးရတယ်ပြည်တယ်မို့ဥစဘတ်တင်မြောက်ကန်ဝင်ရမှာလည်းဖြစ်ပါတယ်ပန်နေတာနောက်ကနေတီးတာတွန်းထားခဲ့တဲ့အတွက်ဥစဘတ်တင်ပြည်တယ်မို့ကန်ဝင်ရလည်းဖြစ်ပါတယ်ထိုင်းတင်မယ်ပန်နေတာညတာမောင်ထဲပေးရတယ်ပတာရန်နဲ့နာမရှိဂိုသမနဲ့ပြန်တွဲရတယ်ဂိုသမထိချနဲ့ချိုကန်ရမှာတော့ဥစဘတ်တင်လက်ပြပေါ်မြောက်ခွင့်ရမှာလည်းဖြစ်ပါတယ်လူစားဝင်ကစားသမားမာတီနာလက်ပြမချပေးရတယ်ပြန်ပြက်တယ်ခင်ဗျာထိုင်းတင်မယ်ပြန်ရလာပြီဝီရန်လာပြန်ပြတယ်ခင်ဗျာဥစဘတ်တင်မယ်နောက်မှရှိတဲ့တင်ပေါ်နဲ့ပြန်တွဲတာနေကိုကိုရိုဗာပဲကိုလည်းမှရှိတဲ့တင်ပေါ်နဲ့ပြန်တွဲတာတဲ့နီလူဖာရှိုထည့်ပေးတာပြီထိုင်းတင်ရဲ့ခန်းစစ်ဥကန်လည်းဖြစ်ပါတယ်ထိုင်းတင်မယ်ဘယ်တော့မှထိုးပေးတာတဲ့ပေပမူတော်လေးအားမနေခဲ့ပြီးဥစဘတ်တင်လက်ပြပေါ်မြောက်ခွင့်ရမှာလည်းဖြစ်ပါတယ်ထိုင်းတယ်မယ်လက်ပြမချပေးရတယ်ဥစဘတ်တင်ပြန်ရတယ်ခင်ဗျာဇာရီနာအမရှိအသင်းပေါ်နဲ့ပြန်တွဲရတယ်ဥစဘတ်တင်မယ်ကိုမမက်တူနာမက်တူနာဘယ်တော့မှကနေပေးရတယ်အသင်းကောင်းတော့ခါရာချီညာတော့မှထပ်တင်ပေးရပြန်ပြီနီလူဖာထိန်းရတယ်နီလူဖာပဲနီလူဖာအေးရတယ်မလာပြီနီလူဖာပဲချင်းကြည့်နေနီလူဖာအလဲပြတ်ထက်ပေးရတဲ့ဥစဘတ်တင်ပဲနောက်ပိုင်းလည်းပြချပေးရတဲ့ခါရာချီချက်ခေါ်ရခါရာချီပဲလက်ကဲပြီလူရပန်းရောက်တော်လေးခြေစမ်းကောင်းမွန်နေတဲ့ခါရာချီဖြစ်ပါတယ်ဒီချိန်မှာလည်းခါရာချီရဲ့ပြန်မသိရဲ့ခန်းစစ်ကိုလှည့်ဖျားပြီးအေးရတဲ့ဝင်းရောက်ကပိုင်နယ်ဆုံးကန်ချက်နဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့ပေမဲ့သူရဲ့ကန်ချက်အားများနေခဲ့ပြီးဂိုးလုံးဝနေတာကျင်းနေခဲ့ရလည်းဖြစ်ပါတယ်ဒုတိယပိုင်းရောက်ဥစဘတ်တင်ရဲ့၄ချိန်မြောက်အဝေးကန်ချက်ဖြစ်ပါတယ်ဥစဘတ်တင်မယ်တင်ကောင်းတော့ခါရာချီထိုင်းတင်ရဲ့ခန်းစစ်ပြန်လည်ဟန်တာနိုင်ခဲ့လည်းဖြစ်ပါတယ်ထိုင်းတင်မယ်ဂျီရာပွန်
ဂျီရာပုံတော့ဥစပတ်တင်ရဲ့ကစားမ3လောက်ထိလိုက်ခဲ့ပြီးဟန်နာမှာတော့ဝဲပေါ်ကျန်နေခဲ့တဲ့အတွက်ထိုင်တင်ပြတ်တယ်မော်ကန်ခွင့်ရမှာလည်းဖြစ်ပါတယ်ချက်ချဝချူပေးဖို့မှာတော့ဥစပတ်တင်ရဲ့ခန်းတဲ့ညှိခဲ့လည်းဖြစ်ပါတယ်ဥစပတ်တင်ပဲကွန်လောပြတ်ထဲပေးထားတယ်ဇာရီနာချူကနေပေးထားတယ်ဥစပတ်တင်ပဲပြန်ပြတ်တယ်ခင်ဗျာပရာရာနန်ကွန်လောထဲပေးထားတယ်ထိုင်တင်ပဲဒုတိယပိုင်းရောက်မှာတော့ထိုင်တင်တစ်စစ်စစ်မှုတွေအတော်လေးအပြတ်များနေပြီးတိုက်စစ်ရောက်လင်ရောက်ချင်းပဲဥစပတ်တင်ရဲ့ဟန်တာမှုတော့ခံနေရလဲဖြစ်ပါတယ်ဥစပတ်တင်ကလည်းဘောလုံးရချီမှာလုံးဝတုံ့ဆန်းခြင်းမရှိတော့ပဲတိုက်စစ်ကိုတက်တက်မြင့်ကလိုနေတဲ့ချီပါကိုတွင်းယူဖို့ကြိုးစားနေရလဲဖြစ်ပါတယ်ခုခုဗိုရာလက်ပြေပေါ်မှာချပေးရတယ်ချက်ချဝပြန်ပြတယ်ခင်ဗျဥစပတ်တင်မယ်အလဲထဲပေးရတယ်ထိုင်တင်ရဲ့ခန်းစင်းနဲ့ဂိုးသမားနားလည်းမရှိရှိနဲ့ပြန်လဲဟန်တာနိုင်ခဲ့လေဖြစ်ပါတယ်ဥစပတ်တင်မယ်ပြန်ရထားသေးတယ်ကွင်းလဲထဲပေးတော့ပြီထိုင်တင်ရဲ့ကွင်းလေကစွန်ဒီဆော့ဖို့ဟန်တာနိုင်ခဲ့တယ်ခင်ဗျနီလူဖာဥစပတ်တင်မယ်ညာတော်မှာစင်ရှိမှရှိရဲ့အသေးပေါ်နဲ့ပြန်တဲ့ဖို့ကြိုးစားခဲ့ပေမဲ့ဥစပတ်တင်တဲ့စင်မှုတော့ထိုင်တင်ရဲ့ကိုမတီချာနဲ့ဆော့ချွန်းပြန်လဲဖိုင်နိုင်ရလေဖြစ်ပါတယ်ထိုင်တင်မယ်ဂျီရာပွန်ซารีนาနီလူဖာအသေးပေါ်နဲ့ပြန်တွဲရတယ်ဒီလိုရာတော့ဘယ်တော့မှထိုးဝေးလာပြီးအသင်းကောင်တော့ခါရာချီပဲခါရာချီသူရဲ့ကန်ချက်ပြန်မဲ့တဲ့ခန်းနဲ့ညှိရလေဖြစ်ပါတယ်နီလူဖာအရာလည်းကနေပေးလိုက်ရပြီကောက်တိုက်တယ်နီလူဖာရဲ့အရာတွေပေးဖို့မှုတော့ဒီနေ့အသင်းတိုက်စစ်မှာပါဝင်လာတဲ့မယ်ရီဘွန်ကောင်းတဲ့ဆုံးသက်ဖို့ကြိုးစားမှာတော့သူရဲ့ခေါင်းတစ်ချက်ဂိုးပိုင်းနဲ့ကြော်တက်ခဲ့ရလေဖြစ်ပါတယ်အစီပကစားချိန်55မိနစ်ကျော်တဲ့အချိန်ကြီးလေဥစပတ်တင်ထပ်ဆင့်မြင့်နေတဲ့ဆိုပေမဲ့သူတို့လိုချင်တဲ့ချီပါကိုတော့တူနိုင်ကြီးမရှိသေးရလည်းဖြစ်ပါတယ်အသင်းကောင်းတော့ခါရာချီချိုထဲပေးလာပြီနီလူဖာနဲ့ပြန်တွဲဖို့ကြိုးစားခဲ့ပေမဲ့ခါရာချီပေးမွားတော့အားနာနေကြတာကြောင့်ထိုင်ရတဲ့ဘုလုံးမကမ်းမှလည်းဖြစ်ပါတယ်ဒီမှာတင်နေကျွန်တော်တို့ဒီမှာကစားကြရပြီဂျာနီမှာနိုင်နှစ်တာရရှိခဲ့ဥစပတ်တင်ဒီကျွန်တော်ထွက်နေမှာတော့အင်အားကြီးထိုင်တဲ့မက်ကစားနေရအောင်ဒီပွဲမှာတော့ဥစပတ်တင်ကမှအများစုအနေနဲ့ပွဲပန်းနဲ့ပုံရိပ်တွေကိုတော့မြေတွေ့နေရလဲဖြစ်ပါတယ်ဦးဇော်နိုင်ဥစဘက်ကစတင်ဒါမှတင်အောင်ခရချီရဲ့နှခမ်းမှာတော့နှခမ်းပေါက်သွားတဲ့ပုံစံမျိုးလို့ဆိုမှရတော့မြေတွေ့ရလဲဖြစ်ပါတယ်ဒီစားမှာတော့ကြောက်ပိုင်းစားမှာတော်လေးခြေစွမ်းပြနေပြီးတော့ထိုင်မျိုးမျိုးလေးတင်ခန်းစစ်ကိုတော့ဒီကဖီယာပေးနေတဲ့ကစားမှာဖြစ်တော့ရှိနေရလဲဖြစ်ပါတယ်ဟောပါတယ်ကိုစောက်ရည်အတင်ကောင်းပြီးဥစပတ်တင်ရဲ့တိုက်စစ်မှာအာကူရတဲ့ကစားမတူဖြစ်ပြီးဘယ်ညာတော်မှာတစ်ဖက်မှာသူတို့စကားကစားနေတဲ့ကစားမတူလည်းဖြစ်ပါတယ်ဒီပွဲမှာလည်းဒီဖြစ်တဲ့ဝေးကန်ချက်ရတော့ထိုင်နေတဲ့ကန်တက်ရလို့ဆွတ်စရာလို့ဆိုမှလည်းဖြစ်ပါတယ်ကိုဒီမှာတီချာနဲ့ချိုကန်နေပေးရတယ်ဥစပတ်တင်မယ်ဒီရိုရာတော့နီလူဖာပဲချိုပြန်ထည့်ပေးလာပြီဒီရိုရာတော့ချက်ထိန်လာတဲ့ဒီရိုရာတော့ပဲအရာတွေကနေပေးလာပြီပိတ်ပြီတင်ကောင်းတော့ခါရာချီရဲ့အသင်းဆောင်ပြီးလိုက်တဲ့ပိတ်သွင်းမှုကိုတော့ထိုင်တင်ရဲ့ကိုသမားတီချာဂျာနန်ပြန်လဲဖိုင်နိုင်ရလဲဖြစ်ပါတယ်ဒုတိယပိုင်းရောက်ဥစပတ်တင်ရဲ့ဘယ်ညာတော့ဘာနှစ်ဖက်အနေအေရီယာဒါရဲ့ပေးပို့မှုတွေဖြစ်ပြီးလက်ရှိချိန်ပြီးတော့ထိုင်တင်ရဲ့ခန်းစစ်ကပြန်လဲဟန်တာနေရလဲဖြစ်ပါတယ်
ကိုဆက်ဝင်ရဒုတိယပိုင်းရောက်မှာတော့ဥစဘတ်တင်ရတိုက်စစ်မြင့်လာပြီးထိုင်းတင်ရတော့ဥစဘတ်တင်ရတိုက်စစ်ကိုဟန်တာဖို့ကြိုးစားနေခံစစ်မှာအချိန်ကုန်နေရလည်းဖြစ်ပါတယ် ဥစဘက်ကစတင်ရဲ့တိုက်စစ်ပို့ပြီးတော့နေ့လာမှုနဲ့ထိုင်းတင်ရဲ့ခန်းစစ်ကိုဖိအားပေးလာမှုတွေကတော့ထိုင်းတင်နေတဲ့အပြောင်းလဲတွေမဖြစ်မနေပြုလုပ်ဖို့လိုအပ်နေပြီဆိုတဲ့အချက်ပေးခေါင်းလောင်းတန်တွေကိုတော့ထိုင်းဥစဘက်ကစတင်ထိုင်းတင်ဘက်ကိုတော့ပြုလုပ်နေရလဲဖြစ်ပါတယ်လက်ရှိချိန်ဒီတော့ထိုင်းတင်ဘလို့ပြောင်းလဲဥမှာပြုလုပ်ထားခြင်းမရှိသေးဘဲနဲ့သူတို့ရဲ့ဇာနေပုံစံတိုင်းပဲကစားနေတာတော့ရှိနေရလဲဖြစ်ပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ကွန်ပေးစီမှာတော့အပြောင်းလဲပြုလုပ်ဖို့တော့ပြင်ဆင်နေရတော့မြင်တွေ့ခဲ့ရလဲဖြစ်ပါတယ်ထိုင်းတဲ့ကစားမဝီရွန်ရာဒါစင်မကျူသားခဲ့ရမှာတော့ဥဇဘက်ကစ္စတန်တဲ့ကစားမအိုလင်ဂျိုနိုဗာနဲ့တော့ထိခိုက်မိခဲ့ပြီးထိုင်းတဲ့ဖြစ်တယ်မောကန်ဝင်းရထားခဲ့ရလဲဖြစ်ပါတယ်ထိုင်းတဲ့ကတော့အပြောင်းလဲနှစ်ခုတော့ပြုလုပ်သွားမှလည်းဖြစ်ပါတယ်ကျွန်တော်ခွန်ဂျီရာနဲ့ဂျာမန်73ချန်နစ်စတာတို့တော့အပြောင်းလဲပြုလုပ်မှလည်းဖြစ်ပါတယ်ကျွန်တော်ခွန်ကန်ဂျီရာတော့ကွင်းလေခန်းစစ်ကကျွန်တော်လေးပဏိတာနေရာမှာတော့လူစားလဲပြီးတော့ကစားတော့မှလည်းဖြစ်ပါတယ်ကွင်းလေပိုင်းအပြောင်းလဲထိုင်းတင်ကတော့ပြုလုပ်ထားခဲ့ပြီးတော့သူတို့တင်းရဲ့အားနေနေတဲ့ဒုတိယပိုင်းကစားပုံတစ်ခုတော့ပြင်ဆင်သွားဖို့တော့ရှိနေတယ်မြန်ပြတယ်မော်ဆူနီဆာဝါကနေပြီးထားတယ်ဘုံမူကတော့ဒီမှာရှိတဲ့ကစားမရတော့တော်လီနားလည်ဘူးလွဲခဲ့ရလည်းဖြစ်ပါတယ် Player number 2, Senator. Player number 7. အရှိမဥဇဘက်ကစ္စတန်တင်းရဲ့ပြန်ပြီးတိုက်စစ်မြင့်လာမှုကတော့ရလာပြောင်းလဲကိုကျွန်တော်တို့မြင်ရမလားဆိုတော့အချက်တစ်ခုတော့ကျွန်တော်တို့မြင်တွေ့နေရပြီလည်းဖြစ်ပါတယ်။ဒီချိန်ကြီးတော့ထိုင်းတင်းတင်ကိုခွင့်ပြုအောင်ဆောင်းထားနိုင်ရဆိုပေမဲ့လည်းဇာနေတဲ့ကစားမှုတစ်ခုမှာတော့ဥဇဘက်ကစ္စတန်တင်းကပို့ပြီးတော့ကြွားပိုင်းမှာပိုကောင်းတဲ့အသင်းဆိုတော့ကျွန်တော်တို့မဖြစ်မနေအသိမှတ်ပြုရမယ်အနေထားမှာတော့ရှိနေရလည်းဖြစ်ပါတယ်။ ဟောပါတယ်ကိုဆက်ဝင်ရဒုတိယပိုင်းရောက်မှာတော့ဥစဘတ်တင်ရသူတို့တင်ရပုံစံနေတိုင်းပဲထိုင်းတင်မဲ့လက်ကန်နေပြောရင်ဆိုရင်လည်းပဲထိုင်းတင်ဝိကန်တခုနဲ့အတော့ကြိုးစားကြရလေဖြစ်ပါတယ်ဒီနေ့အတင်ရကွင်းလမှာပါဝင်လာတဲ့တွန်းနံပါတ်14ဆောင်းလာရဲ့ကန်ချက်ဖြစ်ပါတယ်ဒါပေမဲ့လည်းဆောင်းလာရဲ့ကန်ချက်ကကိုဘတ်တက်မှမရှိခဲ့တဲ့အတွက်ဥစဘတ်တင်ကွန်းလုံးပေါ်ကန်မှာလည်းဖြစ်ပါတယ်ထိုင်းတယ်မယ်ပြန်ပြတ်တယ်ခင်ဗျာဥစဘတ်တင်ပြန်ရလာပြီကိုကိုရိုဗာရှိုကန်ပေးရတယ်ထိုင်းတင်ရဲ့အသင်းကောင်းဆောင်ပစ်မိုင်ကောင်းဦးခဲ့လည်းဖြစ်ပါတယ်ပင်နာဖက်ကလင်ကလိုင်းဒီဝန်ပြန်တွဲရတယ်ပစ်မိုင်ပဲရှိုကန်ပေးလာပြီဘောလုံးထိုင်အောင်မှာတော့အနေငယ်လိုချက်ရှိခဲ့လည်းဖြစ်ပါတယ်နီလူဖာကွင်းလုံးပြန်ထည့်ပေးရတယ်ပြန်ပြတ်တယ်ခင်ဗျာထိုင်တင်ရှိုကန်အောင်မှာလည်းထပ်ပြတ်ခဲ့ရလည်းဖြစ်ပါတယ်ထိုင်တင်ကတော့တတိယအကြိမ်မြောက်လူစားပြောင်းလဲမှုတစ်ရက်ဖြစ်ဆောင်းဝလဲရဲ့နေရာမှာတော့ကျွန်တော်23ကျွန်တော်တို့တင်စားဝယ်ပထမလည်းဖြစ်ပါတယ် Substitution for Thailand. ဒီနေ့ပွဲမှာထိုင်းတင်ပြုလုပ်တဲ့ This will be by player number 23. ဒုတိယအချိန်မြောက်လူစားပြောင်းလဲမှုတစ်ရက်လည်းဖြစ်ပါတယ် Thai Denmark. Turn number 14, Sawala Sa. Turn number 13, Janis Kaluzalo and the ဥစပတ်တင်ပဲကွယ်လည်းပြတ်ထည့်ပေးရတယ်ကျွန်တော်ညနေ6:00 နာရီအချိန်မှာရှင်မဲကစားနေတဲ့မာမျိုးသားလက်ဝဲစင်တင်တဲ့ကူဟန်ဒီ channel တစ်ခုဖြစ်တဲ့ Iridia channel ရုပ်သံလိုင်းကနေတော့တိုက်ရိုက်ကြည့်ရှုလို့ရရလဲဖြစ်ပါတယ်ထိုင်းမျိုးသမီးလက်ဝဲစင်တင်တဲ့ Uzbekistan မျိုးသမီးလက်ဝဲစင်တင်ရဲ့ပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ပြုံးပလစ် sport YouTube channel ကနေတော့တိုက်ရိုက်ထုံးလင်းပြသပေးနေရလဲဖြစ်ပါတယ်ကျွန်တော် Tri Nation ကရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့မာမျိုးသမီးလက်ဝဲစင်တင်တဲ့ထိုင်းမျိုးသမီးလက်ဝဲစင်တင်ရဲ့ဇွန်လ9 ရက်နေ့ညနေ9:00 နာရီအချိန်မှာကစားမယ့်ပွဲစဉ်ကိုလည်းကျွန်တော်ရဲ့ပါတယ်မယ်ရီဘွန်စောပန်တော့ပဲပဲတင်တက်စစ်ကိုဟန်တာဖို့ကြိုးစားရင်းနဲ့တန်ရာပြန်တာကြုံတွေ့ခဲ့ရလည်းဖြစ်ပါတယ်
ဒုတိယပိုင်းရောက်ဥစဘတ်တင်ရဲ့တက်စစ်စစ်မှုဟန်တာရင်းနဲ့ခန်းစစ်မှာအချင်းကုန်ရတဲ့ထိုင်းတဲ့နေနဲ့လူစားလုံးတစ်ယောက်ကိုပြုတ်ခဲ့တာဖြစ်ပြီးလူစားလုံးတစ်ယောက်ကအတင်းကိုဘာလို့ထောက်ကူကြုံလဲဆိုတော့လက်ကျန်ပွဲသားတင်နေအောင်ဆုံးဖြတ်ပေးမှလည်းဖြစ်ပါတယ်ဘယ်တော့မှဖတ်တင်ပေးရတယ်အဲရတဲ့နဲ့ပေးရပြန်ပြီဒီလိုရာတော့မပြတ်သေးဘူးခင်ဗျာဒီလိုရာတော့မယ်ချိန်နေကြည့်နေရဲ့ဘယ်မှာရှယ်တင်မနဲ့ပြတ်တွဲရတယ်ဥစဘတ်တင်မလက်ကဲပြီတပိုင်ပြီဒုတိယပိုင်းရောက်ဥစဘတ်တင်ရဲ့အတော်လေးကောင်းမွန်တဲ့တက်ဆက်စမှုတရားဖြစ်ပြီးကိုရရှိဖို့တော်လေးလီးဆက်ခဲ့ရလည်းဖြစ်ပါတယ်ကိုစုံနိုင်ကျွန်တော်ဂိုးဘီလို့ထင်မှတ်ခဲ့ပေမဲ့လည်းဥဇဘက်ကစ္စတန်တင်းရဲ့ပြီးခဲ့တဲ့ပွဲမှာဟီးရိုးဖြစ်ခဲ့တဲ့နီလူဖာဒီတစ်ချိန်မှာတော့ဒီဘလိုများပိတ်လိုက်လေတော့ကျွန်တော်တို့မင်းကိုထုတ်ရဖို့တော့ရှိနေပြီးတော့သူ့ရဲ့အဆုံးသတ်ကံချက်ကတော့ထိချက်မမှန်ခဲ့ပဲအန်သမွေကောင်းလောက်ဂိုးပေါင်းလေးတော့လွဲသွားခဲ့ရလည်းဖြစ်ပါတယ်ဟောပါရီကိုဆက်ဝင်ရရေးဇာရီနာရဲ့ကံချက်ထိုင်တဲ့ဂိုးရံနဲ့ထိပြီးပြန်ကျရတဲ့ဘောလုံးနီလူဖာအလိုက်တင်ပိတ်သေးုံနဲ့ဒီနေ့ပွဲစဉ်ရချီပါကိုပြန်လဲသွင်းနိုင်မှာဖြစ်ပေမဲ့နီလူဖာရဲ့အနိကပိတ်သိမှုကတော်လေးလိုအပ်ချက်များနေခဲ့ပြီးဥစဘက်ကစ္စတန်တို့လည်းနာခဲ့လို့ဆိုမှလည်းဖြစ်ပါတယ်ဒါပေမဲ့တင်းရဲ့ဂိုးရရဲမှာကောင်းဆုံးနေရာယူပြီးတော့တွင်းကိုရရယူလေးရှိတဲ့နီလူဖာဒီချိန်မှာလည်းဘောလုံးကျလာမဲ့နေရာကိုသူ့အနေနဲ့ရအောင်တွားပြီးတော့အခွင့်ရခဲ့ပေမဲ့လည်းအဆုံးသက်သူ့ရဲ့ကန်သွင်းချက်ကတော့အန်သမွေကောင်းလောက်ကိုကျွန်တော်တို့မြည်တွေ့ခဲ့ရတဲ့အတိုင်းပဲလွဲချော်သွားခဲ့ရလည်းဖြစ်ပါတယ်ဥဇဘက်ကစ္စတန်တင်းကတော့ဇာန်စာပိုဘီတိုက်စစ်ကမြင့်လာနေတော့ခွေးရင်းကောင်းတွေကတော့ဆက်တိုက်ကိုတော့ရလာနေရတော့မြည်တွေ့နေရလည်းဖြစ်ပါတယ်ထိုင်တယ်မယ်ခွင့်မှာရှယ်တဲ့မနဲ့ပြန်တွဲရတယ်ရှိုကန်နေပေးတာပြီပေပမူဟာတော်လေးအားမြနေခဲ့ရလည်းဖြစ်ပါတယ်ပထမပိုင်းမှာအတင်းရဲ့ညာတောင်မှန်တစ်ချောင်းအကောင်းဆုံးခြေစမ်းပြသနိုင်ခဲ့တဲ့ပတ်တာရန်နဲ့ဖြစ်ပါတယ်ဒုတိယပိုင်းရောက်မှာတော့ပတ်တာရန်နဲ့ဒီတက်စစ်စင်မှုတွေဟာအတော်လေးအထီးကျန်နေပြီးတစ်ဖက်ကစားဖို့အတင်းဘော်တွေကတော့အသစ်ရှိမနေရလည်းဖြစ်ပါတယ်ထိုင်တယ်မယ်နမစီအတင်းမနဲ့ပြန်တွဲရတယ်ကိုမတီချာနဲ့ဘယ်တော့မှရှိအတင်းမနဲ့ပြန်တွဲကြိုးစားမှာတော့အာမန်နေရလည်းဖြစ်ပါတယ်နီလူဖာМихай, офсайда нету, Михай! Офсайда нету, максимально! Кукурова, лепе мача пе яре успети ме, ашо лайн иде успети ме, Mary Bond! Успети ме пен yaaထားသေးတယ်လက်ကမ်းပြီဇာဗီနာရဲ့ကန်ချက်ထိုင်းတဲ့ခန်းတဲ့ထက်မှညှိခဲ့ရလည်းဖြစ်ပါတယ်ဥစပတိмеပင်yaaထားသေးတယ်နီလူဖာပဲထိုင်းတဲ့ခန်းတဲ့ညှိခဲ့တဲ့အတွက်ဥစပတိလက်ပြီးတော့နောက်ခွင့်ရမှာလည်းဖြစ်ပါတယ်Kukurova Mary Bond ပဲနီလူဖာပြန်တွဲရတယ်နီလူဖာအရာတွေကနေပေးလာပြီဒီလိုရာတော့ခွင့်ရဖို့ကြိုးစားခဲ့ပေမဲ့တိုင်ပတ်တင်ရဲ့ကိုမတီချာနံပါတ်ဝဲကိုကျန်းတန်းခဲ့တယ်ဆိုပြီးထိုင်တင်ပြည်တော်မှာကန်ခွင့်ရမှာလည်းဖြစ်ပါတယ်ဥစပတင်မယ်ပြန်ပြတယ်ခင်ဗျာထိုင်တင်မယ်အတင်းကောင်တော့ပစ္စမိုင်းဘော်တော့ဥစပတင်ကလည်းမဝဲကိုကျန်းနေကြတာကြောင့်ထိုင်တင်ပြတဲ့မော်ကန်ဝဲရမှာလည်းဖြစ်ပါတယ်ဒါပြင်ဝဲကိုကျန်းနေခဲ့တဲ့လူစားကလည်းမအော်လင်ဂျိုနိုဗာတော့ဝါကကပြပြီးဒီပေးထားကြရလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာပထမဦးဆုံးပြသချင်းခံရတဲ့ဝါကပြလည်းဖြစ်ပါတယ်အမအမျိုးသားလက်ရွေးစင်အသင်းနဲ့ဂူဟန်အမျိုးသားလက်ရွေးစင်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့လက်ရှိချိန်မှာဗီဒီယိုချန်နယ်ရုပ်သံလိုင်းရနဲ့ဒါရဲ့ထုတ်လွှင့်တက်ဆက်ပေးနေရလည်းဖြစ်ပါတယ်ဝရဦးစုံနိုင်ဗီဒီယိုချန်နယ်ရုပ်သံလိုင်းရနေတော့ညီမမျိုးသားလက်ရွေးစင်အသင်းနဲ့ဂူဟန်မျိုးသားလက်ရွေးစင်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ဒီနေ့6နာရီကစပြီးတော့ပြည်သက်တွေနဲ့ကြည့်ရှုလို့ရနေရလည်းဖြစ်ပါတယ်လက်ရှိမှာတော့ညီမမျိုးသားလက်ရွေးစင်အသင်းကနှစ်ကိုပြတ်ဆိုတော့ရလန်နေတော့ဂူဟန်မျိုးသားလက်ရွေးစင်အသင်းကိုတော့နိုင်ရရှိနေရလည်းဖြစ်ပါတယ်ကျွန်တော်ပြုံးလေးစပေါ့ YouTube channel ရနေတော့ထိုင်းမျိုးသမီးလူကြီးတွေနဲ့ဥဇဘက်ကစ္စတန်မျိုးသမီးလူကြီးတွေတင်းတို့ရဲ့ပွဲစဉ်တော့ထိုင်းရဲ့ထုတ်လင်းပြသပေးနေရလည်းဖြစ်ပါတယ်။လက်ရှိညာဘက်အောက်တော့မှာမြင်နေရတဲ့ကျူအားကိုစကန်ဖတ်လိုက်မယ်ဆိုရင်တော့
အားကစားအစီအစဉ်ကောင်းတွေတော့ကြောက်ကြတယ်ပင်မလေးစပေါ့ YouTube channel ရှိသွားမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်9ရက်နေ့မှာရှစ်ပန်ကစားမဲ့မြန်မာမျိုးသမီးလေးစင်အသင်းနဲ့ထိုင်မျိုးသမီးလေးစင်အသင်းတို့ရဲ့ပွဲစဉ်ကိုလည်းပင်မလေးစပေါ့ YouTube channel နဲ့ဒါရိုက်ထုတ်လွှင့်သက်ဆက်ပေးဦးမှာမို့ပြည်သူတွေအားလုံးကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ဒီရက်လက်တိုင်းပြီးသွားမယ်ဆိုရင်တော့ tradition ကနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာနဲ့ထိုင်းတို့ပွဲရတော့ပို့ပြီးတော့စစ်လုံရှာရင်ကုန်စံနဲ့တော့ကျွန်တော်တို့ကြည့်ရှုရမှာလည်းဖြစ်ပါတယ်လက်ရှိမှာ Uzbekistan အသင်းရလာပြီမြော Karachit ပဲတယောက်ချိုးသားတယ်ဒါမှလည်း Perofat ပြန်ပြီးတော့တားနိုင်ကြရလည်းဖြစ်ပါတယ် Jirapol နောက်ကနေတော့ Jirapol တော့ Uzbekistan အသင်းကစားမ Azadova တော့ဝေယမုံကျန်းခဲ့တာကြောင့်ထိုင်းတရားမြေပြန်မကမ်းမှာလည်းဖြစ်ပါတယ် Uzbekistan အသင်းကစားမတွေပြန်ပြီးတော့ Temetek စစ်အခွင့်အရေးမပေးအောင်ကျန်တဲ့ကစားနေပဲလက်ရှိမှာတော့ပြည်တော်မော်ရီပွဲစားကြီးနောက်ပိုင်းမိနစ်တွေမှာတော့မချခဏတော့ကျူးလွန်နေရလည်းဖြစ်ပါတယ်ဆေးဒီပိုင်းမှာတော့ Uzbekistan အသင်းဒုံငွေရနိုင်မဲ့အခွင့်အရေးတွေတော့စတိုက်ဖန်တီးနိုင်မှာလျက်နေတော့လက်ရှိချိန်ထိသူတို့အသင်းလူချင်းနေတဲ့တွင်ကတော့သူတို့အသင်းစီတော့ရောက်ရှိလာခြင်းတော့မရှိသေးရလည်းဖြစ်ပါတယ်ထိုင်းမျိုးသမီးချင်းကတော့ပထမပိုင်းမှာဘလုံးပိုင်ဆိုင်မှုအသာစီးဇာကွာအသာစီးနဲ့Uzbekistan မျိုးသမီးအသင်းဘက်ကိုတော့ထီရောက်တဲ့ထိုးပေါက်တိုက်စစ်မှုတွေပြုလုပ်ထားနိုင်ပေမဲ့လည်းဒီအပိုင်းမှာတော့ Uzbekistan မျိုးသမီးအသင်းရဲ့ဒရက်ဇက်ဆိုလို့ဒီအပိုင်းမှုတွေတော့ထိုင်းတဲ့ခန်းစစ်ခုခံနေရလည်းဖြစ်ပါတယ် Uzbek အသင်းမဲနီလူဖာဒီမှာအသင်းနဲ့ပွဲစဉ်မှာ Uzbek အသင်းအတွက်လုံးနေတော့အနိုင်ကိုတွင်းပေးခဲ့တဲ့ဆိုပေမဲ့လည်းစောပိုင်းရရှိခဲ့တဲ့ပြိုင်ဘက် area တွေကအပိုင်ခွင့်ရေးတရက်ကိုတော့အားအသင့်ပွဲလဲချော်ခဲ့ရတဲ့ကြောင့် Uzbek အသင်းခြေပါကိုရရှိမဲ့အခွင့်အရေးကနေပြီးတော့နစ်နာခဲ့ရလည်းဖြစ်ပါတယ် Uzbek အသင်းအနေနဲ့နေပွဲတွေမှာအနိုင်ရလက်ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ဒီပြိုင်ပွဲရဲ့ချန်ပီယံဖီယာဆော့စီစီထွက်ပေါ်သွားမှာဖြစ်ပေမဲ့လည်းအရှိချိန်ကြီးတော့ထိုင်းအသင်းရဲ့တကူကုန်းချီဆိုတဲ့ရလက်နဲ့ဦးဆောင်ခြင်းကိုခဏလေးအတွက်လာမယ့်9ရက်နေ့မှာကစားမယ့်မြန်မာအသင်းတို့တော့ချန်ပီယံအိမ်မကဆက်လက်အသက်ဝင်နေဦးမှာလည်းဖြစ်ပါတယ်ဒီနေ့ချန်ပီယံရဲ့ထိုင်းမျိုးသမီးတဲ့ Uzbekistan မျိုးသမီးတဲ့ကတော့တက်ဆိုင်ရာနိုင်ငံတွေမှာကိုယ်စီမျိုးသမီးဘောလုံး professional တွေတော့ရှိကြတယ်ဖြစ်ပါတယ် Uzbekistan ကတော့1995ခုနှစ်က Uzbekistan Women Super League ဆိုပြီးတော့ဒီဆောင်ရတာဖြစ်ပြီးပန်ဝဲအတင်း7တန်းနဲ့10တန်းကြားထိနေစဉ်ဝင်ရောက်ချန်ပီယံနေကြတယ်ဖြစ်ပါတယ်ဒါပေမဲ့ထိုင်းကလည်း19ခုနှစ်ကစတင်ပြီးမျိုးသမီးဘောလုံးလေးကိုတိုက်ဆောင်ရတာဖြစ်ပြီးပန်ဝဲအတင်း7တန်းနဲ့10တန်းကြားထိနေစဉ်ပုံမှန်ဝင်ရောက်ချန်ပီယံနေလို့တည်ရတယ်ဖြစ်ပါတယ်ဒီနေ့ချန်ပီယံကစားနေတဲ့ပွဲမှာပါဝင်တဲ့ကစားမအများစုကလည်းတက်ဆိုင်ရာကိုယ်စီနိုင်ငံတွေကပြည်တွင်းကမှာကစားနေတဲ့ကစားမအများစုဖြစ်ကြပါတယ်ဝယ်ဝင်နိုင်ကျွန်တော်တို့မအောင်မက်လေးရတယ်ဒါပေမဲ့ကျွန်တော်15ရက်နေ့မှာတော့အတင်းမောင်10တင်းနဲ့တော့ပြန်ပြီးစတင်ကျင်းပဖို့တော့ရှိနေရလည်းဖြစ်ပါတယ်Uzbek အသင်းပဲကောင်းလာတယ် Uzbek အသင်းလက်ပြပေါ်မြောက်ခွင့်ရမှာဖြစ်ပါတယ်ဆာရီနာအစောပိုင်းကထိုင်းတဲ့ကစားသမားနဲ့ခေါင်းရှင်းတိုက်ဖို့ကြိုးစားနေတော့ဒဏ်ပြဿနာနဲ့နေငယ်ကြုံတွေ့ခဲ့ရဖြစ်ပါတယ်ထိုင်းတဲ့ပဲ Uzbek တင်ပြန်ရလာတယ်ပြန်ပြတ်ပြီးတော့ထိုင်းတဲ့ပဲ Bismay ရှုပ်ကနေပေးရတယ် Uzbek တင်ပဲလူဆိုင်ကစားသမားခွန်ချီရာနီလူဖာပေါ်တော့ဝင်ရောက်ဖို့ကြံ့နိုင်ခဲ့ရလည်းဖြစ်ပါတယ်နီလူဖာဘောလုံးရိုက်ဖို့ကြိုးစားနေရမှာတော့ခွန်ချီရာအတိတတာပဲတွန်းလာခဲ့ရကြောင်း Uzbek အသင်းဖြစ်တော့မကန်ဝင်းရမှာဖြစ်ပါတယ်စောပိုင်းရဝင်ရောက်ဖို့ကြံ့နိုင်ခဲ့တဲ့ခွန်ချီရာတော့ကိုယ်နဲ့တိုင်းကြီးတော့ခင်ကြီးညအဝါကပြပြပြီးတော့တတိပေးထားခဲ့ရပဲဖြစ်ပါတယ်ထိုင်းတင်မယ်ရှုပ်ပေးရတယ်ဝီရန်ရာပဲတောက်လျှောက်ဆွဲလာတယ်ရှုပ်လိုက်တင်လေးပေးထားပြီ Uzbek အသင်းရဲ့ခန်းစစ်ကအဆာတိုဘာပြန်လဲတားဆီးထားခဲ့ရဖြစ်ပါတယ်အဆာတိုဘာပထမပိုင်းမှာဘာမှလုပ်ခွင့်မရခဲ့တဲ့ Uzbek အသင်းရဲ့တိုက်စစ်ကတော့ဒုတိယပိုင်းမှာပုံမအသက်ဝင်လာခဲ့ပြီးတော့ကောင်းမွန်တဲ့အချိတ်ဆက်တွေနဲ့
ခြေပါကိုပြန်လဲရရှိဖို့စူးစမ်းခဲ့ပေမဲ့လည်းလက်ရှိပွဲကစားချိန်ထိတော့ထိုင်းတင်ဥဆောင်ခြင်းကိုပဲခံထားခဲ့ရလဲဖြစ်ပါတယ်ပင်ရဖက်လက်ပြမြောက်ချပေးရတယ်ထိုင်းတင်မဲရှို့လိုက်တင်လေးပေးရတယ်ညာကျမပဲထိုင်းတင်တောင်ကမောကန်ခွင့်ရမှာဖြစ်ပါတယ်စွန်ဒီစာဝတောင်ကမောအနီးကပေးရတယ်ထိုင်းတင်မဲချက်လဲ့ရတယ်ဥစဘတ်တင်ရဲ့ခန်းစီကဥရခဲ့ရဖြစ်ပါတယ်စူပါဘရွန်ရှေ့တိုင်းကံပူပေးရတယ်ဘယ်မူကတော့တော်လေးကိုများနေခဲ့ပြီးတော့ခုနမော်နေနေတာဆုံးသက်သွားခဲ့ရဖြစ်ပါတယ်ဥစဘတ်တင်မဲဒီကွေးမှပြီးတော့ထိုင်းတင်ပြန်ရလာတယ်ထိုင်းတင်မဲလက်ကန်နေဝီယန်နာအေရီယာပြင်ပကနေပြီးတော့အဆုံးသက်ဖို့ကြိုးစားခဲ့ရဖြစ်ပါတယ်။မတူရဲ့ကန်ချက်ဂလုံးပေါ်နေနေအဆုံးသက်သွားခဲ့ရပဲဖြစ်ပါတယ်။အာဆာတိုပါရှုပ်ပေးရတယ်။ရှင်မာတော့တင်မော်ကစားသမားတွေဘောလုံးလက်ခံမှုအဆင့်သင့်အနေထားမှာရှိမနေတာပဲဖြစ်ပါတယ်။ပင်ရဖက်လက်ပြမြောက်ချပေးရတယ်။ဥစဘတ်တင်ပြန်ရတယ်ဥစဘတ်တင်မဲ့လေပေးရတယ်ဥစဘတ်တင်မဲ့ထိုင်းတင်ပြန်ရလာပြီထိုင်းတင်မဲ့ရှုပ်ပေးရတယ်ထိုင်းတင်ပြည်တော်မောကန်မှာပဲဖြစ်ပါတယ်နေပွဲစဉ်ရဲ့အဖွင့်ကိုသွင်းရတဲ့ဂျီဟာဘုံပေါ်တော့စပတင်ရဲ့ကစားသမားတွေတားဆီးရမှာတော့အချမ်းတန်းကလေးလို့ထိုင်းတင်ပြည်တော်မောကန်မှာဖြစ်ပါတယ်ထိုင်းတင်မယ်ပြည်တော်မောလက်ကန်နေမထူနာဘုရကောက်ဝေထားခဲ့ရဖြစ်ပါတယ်ချက်ချောင်းရဲ့ကန်ချက်ကောင်းမွန်ခဲ့မယ်လေပြိုင်ဘက်ကူသမားမထူနာညောင်မမနဲ့ပဲပြန်လဲပုတ်ထုတ်သွားခဲ့ရပဲဖြစ်ပါတယ်ဂျန်နီစတာတိုက်စစ်စင်မှုကြိုးစားခဲ့မယ်ပြန်ပဲအေရီယာမှာတော့လဲကျသွားခဲ့ရတာဖြစ်ပါတယ်ဂျန်နီစတာတကူတော့တိုးလို့တွေနဲ့ပြန်ပဲခန်းစီကိုထိုးဖို့ကြိုးစားခဲ့မယ်ဥစဘတ်တင်ရဲ့ခန်းစီကအိုလင်ဂျိုနိုဘာနဲ့ညှိပြီးတော့လဲကျသွားခဲ့ရဖြစ်ပါတယ်ဥစဘတ်တင်ပဲပြန်ရလာတယ်ကွင်းလယ်မှာပဲညာကြောင့်ဖြန့်လာတယ်နီလူဖာပဲရှုပ်ပေးဖို့ရမှာတော့လူပေးမခဲ့တာဖြစ်ပါတယ်ထိုင်းတင်မယ်
ပတ်ထရာနန်တင်မော်နဲ့တွဲရတယ်ဥစပတ်တင်ပြန်ရလာတယ်ဂျူရာခွန်နောက်မှရှီအသင်းမော်နဲ့တွဲရတယ်ရှုပ်ပေးရပြီနီလူဖာဥစပတ်အသင်းမေပြန်ပြပြီးထိုင်းတင်ပြန်ရလာတယ်ထိုင်းတင်မေရှုပ်ပေးရပြီထိုင်းတင်မေပတ်ထရာနန်ညာကြမှာပဲပတ်ထရာနန်မဲတယောက်ကြော်ရတယ်အေးရတဲ့ဘက်ရှုပ်ပြချိုးပေးရပြီလက်ကန်တယ်မက်ထူနာပြန်လဲတားဆီးထားခဲ့ရဖြစ်ပါတယ်ပြီးတော့ကံပေးမှုတော့ပြန်ရှန်ထွက်လာတဲ့အနေအထားမှာတော့ဂျက်စတင်နာထမန်ကန်သွင်းကြတာတော့မက်ထူနာတစ်ဆင့်ပုတ်လို့ကာကွယ်သွားခဲ့ရဖြစ်ပါတယ်ထိုင်းတင်မဲတောင်ကမကတ်ပေးရတယ်မက်ထူနာပုတ်ထုတ်ထားတယ်ထိုင်းတင်မဲပတ်ထရာနန်မဲညာကြမှာပဲနောက်နဲ့ပြတွဲရတယ်ဝီရန်ရာပဲရှုပ်ပေးရပြီထိုင်းတင်မဲလက်ကန်တယ်ထိုင်းတင်နောက်တော့ဥဆောင်မွေးရရှိကိုစူးစမ်းခဲ့ရလဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်အဖွင့်ကိုသွင်းလာတဲ့ဂျီယာပွန်အရာထဲမှာတော့သူ့ညာချင်းနဲ့ထမန်သွင်းဝရဖို့စူးစမ်းခဲ့ရလဲဖြစ်ပါတယ်ဒီရရင်ရဲ့ပေးဖို့မှုတော့ဒီရရှိမှအသင့်ရှိနေတဲ့ဂျီယာပွန်ပိတ်သွင်းခဲ့မယ်လေသူ့ရဲ့ကန်ချက်ကိုပါတဲ့မော်ကကြော့တက်သွားခဲ့ရတာဖြစ်ပါတယ်ဒုတိယပိုင်းအစမှာတော်လေးကောင်းမွန်တဲ့လုံဝိုင်းတစ်ခုနဲ့ဥစဘက်ကချန်တက်ဆင်းလာပြီးမဲ့ပေါ်ကစားကြာလာတဲ့များတော်လေးကစားကျသွားခဲ့ပြီးဒီလိုကစားကျဆင်းမှုတော့ထိုင်းပြည်အခွင့်အရေးဖြစ်တုံးချတယ်လည်းဖြစ်ပါတယ်အစောပိုင်းလည်းထိုင်းပြည်တက်ဆင်းမှုရတော်လေးထက်မြက်ခဲ့ပြီးဥစဘက်ရဲ့ကွန်မာနက်ဖတူနာအကောင်းမှုတော့နေတိုင်းမှာရှိမနေခဲ့ဘူးဆိုရင်တော့ထိုင်းပြည်ဒီချိန်မှာနှစ်ခုပြတ်ဆိုတဲ့အနေထားနဲ့ဥဆောင်တဲ့အခြေအနေထိရောရောက်ရှိသွားမှလည်းဖြစ်ပါတယ်ပေါ်ကစားကျန်တော့83မိနစ်ကိုကြောရှိလာပြီးဖြစ်ပြီးလက်ရှိချိန်ထိလည်းဥစဘက်ကစားအသင်းအနေနဲ့ထိုင်းပြည်ဥဆောင်မှုတော့ခြေပနာကြီးမရှိသေးရလည်းဖြစ်ပါတယ်ဝီရန်လာအေးရတဲ့ကနေပေးရတယ်ကောင်းတိုက်တယ်အသင်းပေါ်ရဲ့အတော်လေးကောင်းမွန်တဲ့ပေးမှုတစ်ခုကိုလူဆောင်ရသမားဂျန်နစ်စတာကောင်းတဲ့ဆုံးသက်ဖို့စူးစမ်းမှာတော့ဥစဘတ်တင်ရဲ့ကိုစမမက်တူနာနေရာဝန်မှန်နဲ့ပြန်လဲဖောက်နိုင်ခဲ့ရလေဖြစ်ပါတယ်ဘလုံးချင်းလေးကိုစူးစမ်းနေတဲ့မယ်ရီဘောဝဲဘောကျန်းနေဆိုပြီးထိုင်းတင်ပြတ်တော့ကန်ဝင်းရမှာလည်းဖြစ်ပါတယ်အတင်းကောင်းတော့ပစ်မိုင်းရှေ့ကနေပေးရတယ်ဥစဘတ်တင်မဲဒီလိုရာတော့ရှေ့မှာနေပေးရပြီးမယ်ရီဘိုလိုက်နေတဲ့မယ်ရီဘိုမဲလိုက်လန်စေဘိုကြိုးစားခဲ့မယ်ထိုင်းတင်ရဲ့ကိုယ်သမားထီချာနာမဲဥခဲ့လည်းဖြစ်ပါတယ်ထိုင်းတင်မဲဖတ်တာရန်နဲ့ကွယ်လေကိုထည့်ပေးရတယ်ထိုင်းတင်မဲစွန်တီဆောက်ကိုဘယ်တော့မှထိုးပေးရပြီလူဆောင်ကသမားဂျန်နစ်စတာပဲဂျန်နစ်စတာပြပတဲ့ခန်းစကိုချက်ဖိုင်ပြီးဂျီရာပွန်ရှုထိုးရတယ်ခင်ဗျာအမေထိုင်းတင်တိုက်စစ်မှုတော့ဥစဘတ်တင်ရဲ့ကိုသမားမက်တူနာပြန်လည်ဟန်တာနိုင်ခဲ့လေဖြစ်ပါတယ်လက်ရှိဖလပန်နိုင်ငံမှာကစားနေပြီးဥရချန်နယ်မှာပြသနေတဲ့မြန်မာမျိုးသားလက်ရွေးစင်အသင်းနဲ့ကိုယ်မျိုးသားလက်ရွေးစင်အသင်းတို့ပွဲစဉ်မှာတော့ပထမပိုင်းမှာပြီးဆုံးခဲ့ပါတယ်မြန်မာမျိုးသားလက်ရွေးစင်အသင်းက3ဂိုးမရှိလို့ရတဲ့ဥဆောင်ထားရလို့သိရတယ်ခင်ဗျာထိုင်းတင်မယ်နောက်မှစီရတဲ့ဘောနဲ့ပြတွဲရတယ်အတင်းကောင်းတော့ပစ်မိုင်းအမကူချီကိုမတီချာနဲ့ရှုကနေပေးရတယ်အတင်းကောင်းတော့ခါရချီကောင်းနေပြချပေးရတယ်ဒါမှလည်းထိုင်းတင်ရဲ့ကွင်းလေးရဥကြလည်းဖြစ်ပါတယ်အတင်းကောင်းတော့ပစ်မိုင်းရှုကနေပေးရပြန်ပြီကိုမမက်တူနာရှရီထရဘီပြန်လဲဟန်တာကြီးလည်းဖြစ်ပါတယ်ဥစဘတ်တင်မဲပြန်ရလာပြီးဒီရိုရာတွန်းဘယ်တော့မှထိုးပေးရတဲ့အသင်းကောင်းတော့ခါရာချီပဲ
စစ်ခေါက်တဲ့ခါရချစ်ပေးမလို့လုံရင်းနေပဲတဲ့ပဲဒီရဲ့ခန်းစစ်ကဟန်တာမှုလားခံခဲ့ရလေဖြစ်ပါတယ်ပြန်ဖက်ကလိုင်းရဲ့ဟန်တာမှုကြောင့်တော့ဥစပတင်တော့မကန်မရပါလေဖြစ်ပါတယ်လူသားမကသမားတမကွန်ချီလာတန်ပနာလေးနဲ့တုံးပြနေရလေဖြစ်ပါတယ်အစီရလာကတော့ထိုင်းတဲ့နီးပြနာဒီပေါင်စရီတောင်းရတော့တော်လေးကျင်းနေစရာဖြစ်ပြီးပွဲပြီးသုံးချိန်ထိဒီရလက်ကိုထိုင်းတဲ့ထင်းစနိုင်မလားကြည့်ရမယ်ခင်ဗျာရရဲတော့ကမောခွေရို့တော့အတင်းရဲ့ပင်တိုင်းတော့ကမောကန်တင်သူအတင်းကောင်းတော့ခါရချစ်ကန်တင်မှလည်းဖြစ်ပါတယ်မြင်တွေ့ရတဲ့အနေထားမှာတော့အတင်းရဲ့ကမ္ဘာများသူကဘယ်မှာအနီးမှာပိတ်ပြီးတော့ရက်လျောင်မြင်တွေ့နေရလေဖြစ်ပါတယ်အတင်းကောင်းတော့ခါရချစ်အနီးကပြန်တွဲရတယ်အမြင်ပေါ်ကန်တင်မဲ့စားနေမနေကပိတ်ပြီးတော့ကြိုးစားခဲ့မယ်ထိုင်တဲ့ရဲ့ကွင်းလေကစွန်တီစာဝဲရဲ့ဟန်တာမှုတာဥစပတင်ခံခဲ့ရလေဖြစ်ပါတယ်ဒီမှာတင်တဲ့ပွဲမှာဒါကောင်မွားတဲ့စင်အမြင်ပေါ်တွေအသုံးချပြီးတိုက်စစ်ဆင်ခဲ့တဲ့ဥစပတင်ကတော့ထိုင်တဲ့နဲ့တွေ့မှာအစောပိုင်းကမြင်တွေ့ခဲ့ရတဲ့အနေပေါ်ပေးမှုတွေနဲ့ထိုင်တဲ့ကိုတိုက်စစ်ဆင်နေရလေဖြစ်ပါတယ်ဥစပတင်မဲနီလူဖာပဲနေလူဖာအရှိကိုပေးဖို့ကြိုးစားမှာတော့ဂွန်လပေါ်နေတာကျင်းနေခဲ့ရလေဖြစ်ပါတယ်ဥစဘကစတန်တင်ကတော့သူတို့တင်းအားသာချက်ဖြစ်တဲ့အရမောမြန်မာမှုကိုတုံးချပြီးမြန်မာအသင်းနဲ့ပွဲစဉ်မှာထောင်ကမွားတစ်စင်တွင်ကိုရခဲ့ပြီမဲ့ဒီနေ့ထိုင်းတဲ့နဲ့အတွေ့မှာတော့ထောင်ကဘောစတင်တဲ့မနဲ့ရရှိနေပြီမဲ့လက်ရှိချေရီတော့ရရထောင်ကဘောအခွင့်အရေးကိုဖေပြောင်းလဲနိုင်ဖို့အတွက်အတော်လေးရုန်းကန်နေရလေဖြစ်ပါတယ်အမြင်ပေါ်ချင်းနေစတဲ့ပိုင်းရှင်းရနေရမှာဥစဘကစတန်လုံးဝမရှင်းနိုင်တဲ့အတွက်အစောပိုင်းကတော့ထောင်ကဘောအနီးကအပေးယူပြလုပ်ပြီးတော့မြင်လင်ဘုံကတစ်စင်ပဲထိုးဖို့လည်းကြိုးစားခဲ့ရလေဖြစ်ပါတယ်တာမန်ပွဲသားကြီးမိနစ်89မိနစ်လောက်ရှိလာပြီလည်းဖြစ်ပါတယ်ပွဲပြီးဆုံးမတရွေးနီးကလာနဲ့အတူဥစဘကစတန်တင်ရတော့ခြေပါကိုရရှိဖို့အတွက်အတော်လေးကြိုးစားနေတာဖြစ်ပြီးဒီချိန်မှာလည်းကွန်လန်လီကိုတော်တော်တက်ဖို့ကြိုးစားခဲ့တဲ့အတင်းရဲ့တိုက်စစ်ကဒီရိုရာဒွန်အော်ကပြပြီးဒီပေးချင်တော့ခံခဲ့ရလည်းဖြစ်ပါတယ်ဥစဘတ်မဲပေနမကန်တဲ့ပေးရတယ်ဒီရိုရာဒွန်မဲလက်ကန်နဲ့ထိုင်းတဲ့ခန်းတဲ့ညှိတယ်ခင်ဗျာထိုင်းတယ်မဲဂျူရာဘွန်နမရှိတဲ့ပေါ်နဲ့ပြန်တွဲရတယ်ပထရာရန်နဲမဲကွန်လေကိုထည့်ပေးရတယ်ခွန်ကြီးယာဖက်တာမန်ထိုးပေးလာပြီးထိုင်းနေမယ်ချက်ချက်ဝန်းချွတ်ထည့်ပေးလာတယ်အတော်လေးကောင်းဝင်တဲ့အပိတ်တွေဖြစ်ပါတယ်ထိုင်းနေမယ်ထိုင်းတင်တက်စေမှုတော့ဥစဘကစတန်တင်ရဲ့ခံစစ်ကခုခုရာဘာနောက်ကနေတိတိသာဆွဲထားခဲ့တဲ့အတွက်ထိုင်းတင်ပြတော့ကန်ဝင်းရမှာလည်းဖြစ်ပါတယ်လက်ရှိမှာတော့တာမန်ပွဲသားချိန်မိနစ်90ပြီးတော့ထပ်တောင်းချိန်ပုံ9မိနစ်တက်မှတ်ပေးထားရတယ်ခင်ဗျာလက်ကျန်9မိနစ်အတွင်းမှာရောဘယ်တင်ကနောက်ထပ်တွင်ကိုထပ်မှန်သိမနိုင်မလဲကြည့်ရမယ်ခင်ဗျရတယ်ပြတော့မခွင်ရို့တော့အတင်းရဲ့ကွင်းလေကစွန်ဒီဆောက်ကိုကံมาလဲဖြစ်ပါတယ်စွန်ဒီဆောက်ကိုအနီးကပြန်တွဲရတယ်လက်ကန်တယ်ဘယ်လိုလဲဝေးကန်ချက်ကဒီပေါ်ည TV လက်တောင်းပြောင်းခဲ့ရလေဖြစ်ပါတယ်ပြန်ပြန်ခဏညှိရကြအောင်ထိုင်းတင်တော့မကန်မရမှာလေဖြစ်ပါတယ်ရတယ်တော့ကမခွင့်ရင်းတော့ကျွန်တော်们17ချန်ချဝကန်တယ်မှာလည်းဖြစ်ပါတယ်ချန်ချဝတော့ကမကန်နေပေးရတယ်ခေါင်းတိုက်ကိုကြိုးသားတယ်တင်ကောင်တော့ပစ်မိုင်းလက်ထီလိုက်ပါပြီးအဆုံးသတ်ဖို့ကြိုးစားကြရလည်းဖြစ်ပါတယ်ဥစပတိမဲရှုကန်နေပေးရတယ်
အသင်းကောင်းဆောင်ကာရာချီဘယ်လာမှာရှိတဲ့ဒီပေါ်နဲ့ပြန်တွဲရတဲ့ဥစပယ်တင်မယ်လူဆောင်ကသမားအိုလီဂျိုနိုဖာပြန်ပြတ်တယ်ခင်ဗျာထိုင်းတင်မယ်ပြန်ရောက်လာပြီဂျီရာပွန်ရဲ့ဝေကန်ချက်တော်လေးကောင်းမှုခဲ့ပြီမဲ့ကိုလံဘီယာနေကတ်ထွက်ရလေဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့အဖွင့်ကိုရှင်ဂျီရာပွန်ဖြစ်ပါတယ်ဥစဘတ်တင်မရလာပြီမြေဥစဘတ်တင်မထိုင်တဲ့ခန်းစကလိုက်တာနေရလဲဖြစ်ပါတယ်နီလူဖာဒီဘက်ကနေပေးလိုက်ပြီထိုင်တဲ့ခန်းစကပဲပြန်ပြီးတော့တားဆီးနိုင်ခဲ့ရလဲဖြစ်ပါတယ်ရှူတိုက်ကနေပေးထားတယ်ချီရဖိုရောဥစဘက်ကစ္စတန်တဲ့ခန်းစကအာဇာဒိုဘာတီတာပဲဆွဲလာခဲ့ပြီးတော့ဒီလိုရဲ့အကြောင်းပဲခွင့်လက်တိုင်းဒေါခင်ငိမ့်ညာတော့အာဇာဒိုဘာတော့အဝါကပြပြီးတော့တတိပေးထားခဲ့ရလဲဖြစ်ပါတယ်ဥစဘက်ကစ္စတန်တဲ့ဇာမော်ရီတက်စစ်ကိုလွန်ကျွံလိုက်ပါရင်နဲ့ရမတင်ကိုပြန်ပြီးခွင့်ရေးပေးရမယ့်အနေထားမှာတော့အာဆာဒိုဘာဝါကန်နဲ့လဲပြီးတော့ဒီနေထားကိုတော့တားဆီးခဲ့ရလဲဖြစ်ပါတယ်။နောက်ကနေတီတာပဲဂျီရဖွန်ရဲ့အင်ဂျီကိုတော့အာဆာဒိုဘာဆွဲလာခဲ့ရလဲဖြစ်ပါတယ်။ချက်ချက်ဝန်လောက်ပြတွဲထားတယ်။ထိုင်တယ်မယ်။နောက်ကိုပြပေးတာမြောက်ပစ်မိုင်းစပတင်ကပြန်ရလဲဖြစ်ပါတယ်နီလူဖာဥစဘတ်တင်မရလာပြီယူဆွဲလာတယ်ဘယ်ကြောင်ဖြန့်လာတယ်ကာရိုချစ်ချက်ထိန်းလာတယ်ကာရိုချစ်ပဲရသေးတယ်ကာရိုချစ်ပြတ်ကောက်လာတယ်ကာရိုချစ်ရသေးတယ်ကာရိုချစ်ဥစဘတ်ကစ္စတန်တင်တော့ခြေပေါင်းကိုရနိုင်မယ်တကယ်ကိုခွင့်ရေးကောင်းတစ်ခုတော့တင်ကောင်းဆုံးကာရိုချစ်တုံချနိုင်ခဲ့ခြင်းတော့မရှိရလဲဖြစ်ပါတယ်ဒီနေ့ပွဲမှာဥစဘတ်ကစ္စတန်တင်ရဲ့ဂျက်လက်ဆိုးသွားမယ်ဆိုရင်တော့သူတို့တင်ရဲ့တိုက်စစ်အဆုံးသတ်ဆွဲဆောင်ရတော့ကျွန်တော်ရဲ့မဖြစ်မနေမေကိုထုတ်ရဖို့တော့ရှိနေပြီဒီချိန်မှာလဲကာရာချီဒီမဲ့တင်အစားမောက်ချက်ခောက်ပြီးမှဖိုင်နယ်ဆုံးကန်ခွင့်ရခဲ့ပေမဲ့သူ့ရဲ့ညာချီကဲ့ချက်ကတော့ကိုပေါင်းနဲ့လွှဲသွားခဲ့ရလဲဖြစ်ပါတယ်ဥစဘက်ကစ္စတန်နေမရလာပြီညာကြောင်ပေးရတယ်နီလူဖာပဲထိုင်တဲ့ခန်းစကပြန်ပြီးတော့တားထားနိုင်ကြရလဲဖြစ်ပါတယ်ရှိုတိုက်ကနေပေးထားတဲ့ဂျီရပွန်လိုက်နေတယ်အာဇာဒိုဘာဘောလုံးဦးတယ်မြောက်အာဇာဒိုဘာရှိုပေးရမှာတော့အသင်းဘောစီမရောက်ခဲ့ပဲထိုင်တဲ့မဲ့လက်ယူဘောမြောက်အောင်မှာလည်းဖြစ်ပါတယ်အာဇာဝါဒနာရှင်ပြည်သူများခင်ဗျာလက်ရှိမှာတော့ထိုင်းလေဝေးစင်မျိုးသမီးတဲ့ဥစဘက်ကစ္စတန်မျိုးသမီးလေဝေးစင်တင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်ပွဲပြီးဆုံးသွားခြင်းမှာတော့ထိုင်းတင်ရဥစဘက်ကစ္စတန်တင်းတို့တကူကိုမရှိဆိုရရလနဲ့နိုင်ရရှိသွားခဲ့ရပါတယ်ဆိုတဲ့အကြောင်းစီကံတင်ဆက်နေပဲကျွန်တော်တို့ရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုတော့